Hello ဤဝီကာလေးလာနေဒီညအားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ module 1.3 ကိုဆက်လက်ရှင်းပြပေးမှာဖြစ်ပါတယ် module 1.1 နဲ့ 1.2 ကိုရှေ့ဗီဒီယိုမှာတင်ပေးထားတာရှိပါတယ်မကြည့်ရသေးဘူးဆိုလို့ရှင်တော့အရင်ဗီဒီယိုကိုတွားပြီးတော့ကြည့်လို့ရပါတယ်ဒီညီမရဲ့ channel မှာလည်း playlist လေးအောက်မှာကြည့်ရှုလို့ရပါတယ်သင်တန်းကတော့ဒါလျှက်စစ်ရင်ဤဝင်အခြေခံနည်းပညာသင်တန်းဖြစ်ပါတယ်ဒါတွေကတော့အရင်ဗီဒီယိုမှာတင်ပေးထားပါတယ်။ဒီဟာတွေနဲ့ပတ်သက်ပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါပထမဗီဒီယိုတစ်ပုဒ်တင်ထားတာရှိပါတယ်။အဲ့ဒါကိုတွားရောက်လေ့လာနိုင်ပါတယ်။ Diode Electric Vehicle ပေါ့နော် Module 1.1 နဲ့ 1.2 ကိုအခြေခံအသေးစိတ်တင်ပေးထားတာရှိပါတယ်ရှင်။ဒီနေ့ကတော့ module 1.3 အနေနဲ့ဒါ EV major component ပေါ့လေEV ကားတစ်စီးမှာရှိတဲ့အဓိကအစိတ်အပိုင်းတွေကဘာတွေလဲပေါ့နော်အဲ့ဒီအစိတ်အပိုင်းတွေကိုတစ်ခုချင်းစီရှင်းပြပေးမှာဖြစ်ပါတယ်ပြီးတော့ဒီ module 1.3 ကိုလေ့လာပြီးတဲ့အခါမှာ learning objective အနေနဲ့ရည်ရွယ်ချက်ပေါ့နော်သင်တန်းပြီးဆုံးတဲ့အခါမှာဘာတွေဘယ်လိုရသွားမလဲဆိုတော့ဒီ module ပြီးဆုံးလို့ရှိရင်သင်တန်းသားတွေက EV ရဲ့အဓိကအစိတ်ပိုင်းတွေနောက်တစ်ခုက၎င်းတို့ရဲ့ဒီလှုပ်ဆောင်ပုံတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်အလုပ်လုပ်ပုံကိုရှင်းပြနိုင်ရပါမယ်ဒါကတော့ဒီပေါ့နော်အခြေခံပဲပေါ့နော် module 1.3 ကိုလေ့လာပြီးသွားတဲ့အခါမှာဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကိုကဒီ EV major component အစိတ်ပိုင်းတွေကိုသိရှိသွားမှာမယ်ဒီမှာဆိုလို့ရှိရင်သူကbattery pack ပေါ့နော် hybrid battery pack ရှိတယ် motor ပါမယ်နောက်တစ်ခုက charging port ပါမယ် charger ရှိမယ် converter ရှိမယ်ပေါ့နော်ဒါကတော့ channel အနေနဲ့ရေးထားတာဖြစ်ပါတယ်အဲ့ထဲမှာ EV major component တွေကိုအများကြီးရှိပါတယ်အဲ့ဒါတွေကိုတစ်ခုချင်းစီဆက်လက်ရှင်းပြပေးပါမယ်ရှင်ပုံမှန်ဆိုလို့ရှိရင်ဒီသင်တန်းကတော့ဒါ online training အနေနဲ့ဟိုသင်တန်းသားတွေကို Zoom class နဲ့ပေးတာပေါ့လေဒါကတော့ YouTube မှာတည်တက်ဟို knowledge share ပြီးပြင်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်ဒီ EV major component မှာဒီများသောအားဖြင့်တော့ဒီ7ခုပေါ့နော်7ခုကိုထုတ်ထားပါတယ် EV တည်းမှာပါဝင်တဲ့အဓိကအစိတ်ပိုင်းတွေ7ချက်ရှိပါတယ်ပထမဦးဆုံးတစ်ချက်ကတော့ဒါ hybrid battery ပေါ့နော်ဒီကားရဲ့ကား1 byte ကား byte အောက်ခြေမှာရှိတဲ့ hybrid battery pack ပါမယ်နောက်တစ်ခုက BMS ပေါ့နော် BMS ရဲ့အရှိကောက်ကတော့ battery management system ပေါ့နော်ဒီ BMS ကကြတော့ hybrid battery ကို control လုပ်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့electric motor ပေါ့နော် electric motor သူ့ကို traction motor လို့လည်းခေါ်ပါသေးတယ် electric motor ကို electric motor အပြင် traction motor လို့လည်းခေါ်ပါသေးတယ် inverter ပါမယ် DC to DC converter ပေါ့နော် DC DC converter ပါမယ်on-board charger OBC ပါပါတယ်on-board charger off-board charger ပါတယ် EV ကားမှာပေါ့နော် off-board charger ဆိုတာကကြတော့သူက charging station မှာသုံးရတဲ့ဟာပေါ့နော် on-board charger ဆိုတာကတော့သူအိမ်ပါလေ AC နဲ့တွင်းနေဆိုလို့ရှိရင်တော့ on-board charger ကိုအသုံးပြုပေးရပါတယ်on-board charger OBC တွေပါမယ်နောက်တစ်ခုက charging port ပေါ့နော်အသွင်ကောင်းနေရာတွေ reducing gear ဒီ IC ကားတွေလိုမျိုး transmission ဒီ gear ပေါက်ကြီးသားကြီးမဟုတ်ပြင်မဲ့ motor ကိုကူလှည့်ပေးမယ်ဒီ reducing gear ပေါ့နော်gear အေးလေးတစ်ခုပါရှိပါတယ်နောက်တစ်ခုက thermal management system EV က hybrid ဖြစ်တဲ့အတွက်ကြောင့် motor တွေရောပါတယ်ဒီကောင်တွေကကြာလာတဲ့အခါမှာပူလာတယ်အဲ့ဒီအပူတွေကို short ချဖို့ဆိုလို့ရှိရင်ဒီ thermal management system လိုအပ်ပါတယ်အဲ့ဒါမို့သူကဒီဟာလေ EV ကားဒီမှာပါဝင်တဲ့အဓိကအစိတ်ပိုင်းအနေနဲ့ TMS စနစ်ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်နောက်တစ်ခုက hybrid cable and connector hybrid ဂျိုးတွေနဲ့ connector ခေါင်းတွေပေါ့နော်ဒီဟာတွေကိုလည်းပါပါတယ်ပြီးတော့12 volt battery ပေါ့နော်တို့ IC ကားတွေမှာလည်း12 volt battery ပါတယ်လို့ EV ကားတွေမှာလည်း12 volt battery ပါပါတယ်ဒါကတော့ EV ကားတစ်စီးမှာပါဝင်တဲ့အဓိကအစိတ်ပိုင်းလေးဖြစ်ပါတယ်မှတ်ချက်အနေနဲ့ကတော့ဒီ EV တစီးอ่ะပေါ့နော်ဒီအဆိုပါဆိုတာဒီ17ချက်ပေါ့နော် component တွေအတူတကွအလုပ်ဆောင်ခြင်းနဲ့မောင်းနေတဲ့ပြောချင်တာဒီထက်စနစ်တစ်ခုခုအလုံးမလုံးဘူးဆိုလို့ရှိရင်လေ EV ကအလုံးလုံးမှာမဟုတ်ပါဘူးပေါ့နော်စနစ်တစ်ခုခုချို့ယွင်းနေတယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဒီမှာဆိုရင် hybrid battery pack ဆိုအတွက်ဆိုလို့ရှိရင် BMS ကထိန်းချုပ်ပေးတယ်အဲ့လိုပဲ motor အတွက်လျှက်စစ်ပေးဖို့ဆိုလို့ရှိရင် hybrid battery ကလည်းမရှိလို့မဖြစ်ဘူးပေါ့နော် battery pack ကနေမှသူကလျှက်စစ်ကိုယူသုံးတယ်အခါမှသူက battery ကနေ
DC ဘိုးတွေကိုမော်တာအတွက် AC ပြောင်းဖို့ဆိုလို့ရှိရင်ပေါ့နော် inverter လိုအပ်တယ်ဒါကြောင့်မို့ဒီစနစ်တွေကဒီတစ်ခုခုမရှိဘူးဆိုလို့ရှိရင်အလုံးလုံးမှာမဟုတ်ဘူးလို့ပြောပြထားတာဖြစ်ပါတယ်ဒါကိုတစ်ခုချင်းစီဆက်လက်ရှင်းပြပေးပါမယ်ဒီမှာဆိုရင်ပထမဆုံးအချက်ကတော့ဒါ hybrid battery pack ပေါ့နော် hybrid battery pack ဆိုတာဒီကားရဲ့ဒီအောက်ခြေပေါ့နော်1 byte ကားရဲ့ byte အောက်ခြေမှာရှိတဲ့ဟာကို hybrid battery pack လို့ခေါ်ပါတယ်ဒီကားတစ်စီးလုံးရဲ့ဒီအပြားကြီးက1 byte အောက်မှာရှိနေတဲ့ဒီအချက်အပြားကြီးอ่ะဆိုလို့ရှိရင် hybrid battery pack ဖြစ်ပါတယ်ဒါကတော့မော်တာပေါ့နော်ရှေ့မော်တာနောက်မော်တာပေါ့နော်ဒါမျိုးရှိပါတယ်ဒီဘက်ကတော့ဒါ suspension ဘိုင်းနေပေါ့နော်ဒီမှာဆိုရင်သူ့ရဲ့ function ပေါ့နော် hybrid battery pack ကဘာလို့ဆောင်တာလဲပေါ့နော် EV ရဲ့အဓိကစွမ်းအင်တူလောင်ရာနေရာဒီလျှက်စစ်တူလောင်ပေးတာကြတော့ဒီ hybrid battery ထဲမှာပဲလျှက်စစ်တူလောင်တာပေါ့နော်ဒါကြောင့်မို့သူက EV ကားတစ်စီးရဲ့အဓိကစွမ်းအင်တူလောင်ရာနေရာလို့ပြောထားတာဖြစ်ပါတယ် main point အနေနဲ့ကတော့သူက lithium ion battery ကိုအသုံးပြုထားတယ်ပေါ့နော် EV ကားတွေမှာအသုံးပြုတဲ့ battery ကကြတော့ lithium ion battery အမျိုးအစားဖြစ်ပါတယ်နောက်တစ်ခုကသူ့ရဲ့ဘိုးကပေါ့နော်200ဘိုးကနေ800ဘိုးအထိရှိတယ်ပေါ့နော်ပြီးတော့200ကနေ800အထိဘာလို့တစ်ခုတည်းမပြောတာလဲဆိုလို့ရှိရင် EV ကားတဲ့တစ်စီးနဲ့တစ်စီးမော်တဲ့အမျိုးအစားထုတ်လုပ်မှုဟာတွေမတူတဲ့အတွက်ကြောင့်ပေါ့နော်ပြီးတော့ battery pack ထဲမှာပါတယ်ဆဲအရေးအတွက်မတူတဲ့အတွက်ကြောင့်သူကဟို200ဘိုးကနေ800ဘိုးအထိရှိတယ်လို့သုံးထားတာဖြစ်ပါတယ်600ဘိုးတွေလည်းရှိတယ်ပေါ့နော်200ဘိုးကနေ800ဘိုးအတွင်းဒီ EV hybrid battery ရဲ့ဘိုးကဒီလောက်ရှိပါတယ်လို့ဒီပြောထားတာဖြစ်ပါတယ်နောက်တစ်ခုက electric motor ကိုလျှက်စစ်တာပို့ပေးတယ်ဒီ hybrid battery ကသူ့ထဲကိုလျှက်စစ်တူလောင်ပြီးတော့ဒီ motor အတွက်ဒီ hybrid လျှက်စစ်ပေါ့နော် AC လျှက်စစ်ကိုထုတ်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကဒီ hybrid battery ကိုထိတ်ချုပ်ပေးတာကကျတော့ BMS စနစ်ပေါ့နော်engine ဆိုလို့ရှိရင်လည်း engine control unit ပါတယ်လို့ဒီ hybrid battery အမှာဆိုလို့ရှိရင်လည်း BMS စနစ်ဆိုတာပါပါတယ် battery management system ပေါ့နော် battery ကိုတည်ရှိစောင့်ရှောက်ပေးတဲ့စနစ်ပေါ့နော်ဒီ battery ကဟိုအပူလွန်ကဲနေပြီလားဒါဆိုရင်အေးပေးဖို့စနစ်တွေလောက်ဆောင်မယ်ပေါ့နော်ဒါမျိုးဒီ battery ကငရင်အေးနေလားပေါ့နော်အေးနေရဆိုလို့ရှိရင်ဘလို့အပူပေးမလဲဒါမျိုးတွေကိုလှုပ်ဆောင်တဲ့ cell balance တွေပေါ့နော်ဒါမျိုးတွေ SOC SOA ဒီဟာတွေကိုထိန်းချုပ် control လုပ်ပေးတာတွက်ချက်ပေးတာကျတော့ BMS စနစ်ကဖြစ်ပါတယ် BMS စနစ်ကလည်းဒါကြောင့်မို့အရေးကြီးပါတယ်ဒါကတော့ hybrid battery pack ရဲ့ဟို function နဲ့သူ့ရဲ့ main point ဖြစ်ပါတယ်ဒါလို့ဆိုရင်တော့ဒါ hybrid battery ကဘာကိုလောက်ထားလဲဘယ်ကိုလျှက်စစ်ပေးပို့တာလဲဆိုတာကိုသိမယ်လို့မျှော်လင့်ပါတယ်သူကဒီကတော့အဓိကထိရမှာတော့ဟိုလျှက်စစ်ကားဖြစ်တဲ့အတွက်ကြောင့်မလို့ဘက်ထရီကအသက်ပေါ့နော်ဘက်ထရီဆိုတဲ့နေရာမှာသူက hybrid battery သူ့ရဲ့နေရာကိုသိရမယ် EV ကားတစ်စီးမှာလျှက်စစ်ကားဖြစ်တဲ့hybrid battery ပါတယ်ဒါဆိုရင်သူ့ battery ဘယ်နှမ်းမှာပါတာလဲဒါမျိုးသိရမယ်ပေါ့နော်ဒီလျှက်စစ်ကားမှာဆိုလို့ရှိရင် BEV မှာဆိုလို့ရှိရင် hybrid battery ကကားရဲ့1 byte အောက်ခြေမှာနေရာယူထားပါတယ်နောက်တစ်ခုကသူ့ထဲမှာလျှက်စစ်တွေကိုတူလောင်ထားတယ်အဲ့ဒါပြင်သူကအဲ့ဒီလျှက်စစ်တွေကိုဒီမော်တာမောင်းနှင်ဖို့ရအတွက် hybrid AC လျှက်စစ်ပြန်ပို့ပေးရပါတော့ဒါကတော့သူ့ရဲ့ main point ဖြစ်ပါတယ်ပြီးတော့အဲ့ဒီ battery ကိုတုံးထားတဲ့ဟို battery အမျိုးအစားပေါ့နော် hybrid battery ထဲမှာတုံးထားတဲ့အမျိုးအစားကြတော့ lithium ion battery ဖြစ်ပါတယ်battery တွေထဲမှာ LiPo4 လည်းရှိတယ် lead acid ရှိတယ် lithium ion battery ရှိတယ်အဲ့ထဲမှာသူက lithium ion battery ကိုတုံးထားတာဖြစ်ပါတယ်ဒီ lithium ion battery ကကြတော့ EV ကားတွေအတွက်တင့်တော်ဆုံးအဆင်ပြေဆုံးဖြစ်လို့မဟုတ်ပေါ့နော်ဒါကြောင့်မို့သူက lithium ion battery မျိုးစားကိုသုံးထားတာဖြစ်ပါတယ်နောက်တစ်ခုကဒီ EV battery တွေကဘိုးကဘယ်လောက်ထိရှိလဲဆိုလို့ရှိရင်200ဘိုးကနေ800ဘိုးထိရှိတယ်ပေါ့နော်ဒါကတော့ခန့်မှန်းကြီးပြောထားတာပါ EV ကားတစ်စီးနဲ့တစ်စီးမတူတဲ့အတွက်ကြောင့်ခန့်မှန်းကြီး200 800 400 800ပေါ့နော်600ဒီလောက်ရှိတယ်လို့ခန့်မှန်းကြီးပြောထားတာဖြစ်ပါတယ်နောက်တစ်ခုကဒီ BMS ကိုထိန်းချုပ်တာကြတော့hybrid battery ကိုထိန်းချုပ်တာကြတော့ BMS စနစ်ဖြစ်ပါတယ် battery management system ပေါ့နော်ဒီလောက်ဆိုရင် hybrid battery နဲ့ပတ်သက်ပြီးအခြေခံကိုသိရှိသွားမယ်လို့ထင်ပါတယ်ဒါဆိုရင်နောက်တစ်ခုအနေနဲ့သူက BMS ပေါ့နော် battery management system ကဘာလုပ်ပေးရလဲပေါ့နော်ဘာလို့ထည့်ထားတာလဲ
battery management system ကသူ့ရဲ့အရှိကောက်အတူကောက်ကကြတော့ BMS ပေါ့နော် BMS ရဲ့အရှိကောက်ကတော့ battery management system battery ကိုစီမံခန့်ခွဲပေးတဲ့စနစ်ပြောချင်တာ battery ကိုထိန်းချုပ်ပေးတဲ့စနစ်ပေါ့နော် battery ရဲ့အခြေအနေကိုစီမံခန့်ခွဲပေးတဲ့စနစ်ပေါ့နော် BMS ပေါ့နော်တို့ engine အတွက်ဆိုလို့ရှိရင် engine control unit ECU လို့ခေါ်တယ်လို့ဒီ battery အတွက်ဆိုလို့ရှိရင်လည်း BMS ဆိုပြီးတော့သုံးနှုန်းတာပေါ့လေဒီမှာဆိုရင်သူ့ရဲ့ function ရှိမယ် responsibility တာဝန်တွေကပါတွေလဲပေါ့နော်သူ့ရဲ့အဓိက function ကတော့ battery ကိုစောင့်ကြည့်ထိန်းချုပ်တဲ့ computer ဖြစ်တယ်အဓိကကတော့ computer ပဲပေါ့နော် computer ပေါက် computer စနစ်ပဲ BMS ဆိုတာသူက battery ကိုစောင့်ကြည့်ပေးရEV ကမှာ engine မပါတဲ့အတွက်ကြောင့် engine control unit မပါဘူး engine ကိုစောင့်ကြည့်ပေးမှာမဟုတ်ဘူးပေါ့နော်သူက battery ပါတဲ့အတွက်ကြောင့် BMS ပါမယ်အဲ့ဒီ BMS ဆိုတာ high-voltage battery ကိုကြည့်ရှုစောင့်ရှောက်ပေးတဲ့စနစ်တစ်ခုဖြစ်ပါတယ်ဒါ battery ကိုစောင့်ကြည့်ထိန်းချုပ်တဲ့ computer ပေါ့နော်နောက်တစ်ခုက responsibility အနေနဲ့ဆိုလို့ရှိရင်သူ့ရဲ့တာဝန်တွေကဘာတွေလဲဘာတွေကိုသူစောင့်ကြည့်ပေးမှာလဲပေါ့နော်ဒီ BMS စနစ်ကဘာတွေလဲဆိုလို့ရှိရင်သူက cell voltage monitoring ပေါ့နော်ဒီ cell အခြေအနေတွေပေါ့ဒီ high voltage battery ထဲမှာသူက cell တွေ cell module ပတ်ဆိုပြီးတော့ရှိတယ်ပေါ့နော်ပြောချင်တာကကြတော့ပထမဦးဆုံးလျှက်ဆဲလေးကနေစလိုက်တယ်ဆဲတွေအများကြီးစုတဲ့အခါမှာ module တစ်ခုဆိုတာရတယ်ပေါ့နော်အဲ့ဒီ module တွေအများကြီးစုလိုက်တဲ့အခါမှာသူက battery pack ဆိုပြီးတော့ဖြစ်လာပေါ့နော်အဲ့ကြောင့်သူကအဲ့ဒီထဲကဆဲတွေတစ်ခုညီမျှအောင်ပေါ့နော်အဲ့လိုမျိုးဆဲဖို့တေတွေကို monitoring လုပ်ပေးတယ်ပေါ့နော်ဆဲဖို့အားတွေကိုသူက monitor ကြည့်ရှုစောင့်ရှောက်ပေးတယ်နောက်တစ်ခုက temperature monitoring ပေါ့နော်ပြီးတော့ဒီ high voltage battery ရဲ့ temperature ကိုလည်းသူကကြည့်ရှုပေးတယ်ပေါ့နော်ပြောချင်တာ battery ကကျလာတဲ့အခါမှာပူလာတဲ့အခါမှာအဲ့ဒီအပူကို short ချပေးဖို့ရအတွက်ဆိုလို့ရှိရင် cooling စနစ်တွေလိုအပ်တယ်ပေါ့နော်ဒါတွေကိုလည်း BMS စနစ်ကတောင်းဆိုရတယ်ပေါ့နော် BMS ကနေပြီးမှ AAP စနစ်လိုအပ်ပြီးဒါဆိုလို့ရှိရင်သူရဲ့engine main control unit ပေါ့နော်အမှပြန်ပြီးတော့တတိပေးမယ်တစ်ဖက်ကနေမှဒါ TMS စနစ်တွေ campus line တွေကနေမှတဆင့်အရေးပေးစနစ်တွေကိုလှုပ်ဆောင်ပေးတာဖြစ်ပါတယ်နောက်တစ်ခုက battery balance ပေါ့နော်battery တွေတစ်ခုနဲ့တစ်ခုညီမျှအောင် balance ဖြစ်အောင်လေသူကကြည့်ရှုစောင့်ရှောက်စောင့်ကြည့်ထိန်းချုပ်ပေးပါတယ်နောက်တစ်ခုက SOC calculation ပေါ့နော် SOC ဆိုတာကကျတော့ state of charge ပေါ့နော်state of charge ဆိုတာကကျတော့ဒီအားသွင်းတဲ့အခြေအနေပေါ့နော်လက်ရှိအားရဂိုင်းလုံးဘယ်လောက်ရှိလဲပေါ့နော်အဲ့ဒါကိုသူကတွက်ချက်ပေးတာဖြစ်ပါတယ်ကားမောင်းနေဆိုလို့ရှိရင်တော့အဲ့ဒီ percentage ကြမယ်ပြီးတော့အားသွင်းမယ်ဆိုလို့ရှိရင်တော့ဒီ percentage ကတိုးလာမယ်ပေါ့နော်ဒါကိုပြောတာဖြစ်ပါတယ် SOC ဆိုတာလက်ရှိကားရဲ့ dashboard မှာပြနေတဲ့ percentage ရာဂိုင်းနှုန်းကိုပြောတာဖြစ်ပါတယ်သူကဖုန်းဘက်ထရီနဲ့အတူတူပဲပေါ့နော်EV ကားတွေရဲ့ဘက်ထရီကလည်းပဲတဲ့ဖုန်းဘက်ထရီနဲ့အတူတူပဲပေါ့နော်ဖုန်းဘက်ထရီဆိုလဲအတိုင်းပဲအသုံးပြုနေတဲ့အခါမှာအားတပြည့်ချင်းဒါညွန်နေသွားတယ်နောက်တစ်ခုအားတွင်းလိုက်တဲ့အခါမှာသူ့ရဲ့ percentage တက်လာတယ်ပေါ့နော်ဒီလိုပဲ EV ကားတွေရဲ့ဘက်ထရီကလည်းပဲဒီလိုမျိုးလှုပ်ဆောင်တာဖြစ်ပါတယ်ဒါကတော့ SOC ကို calculation တွက်ချက်ပေးတာလေဒီ BMS ကနေပြီးမှပဲတွက်ချက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုက SO8 monitoring ပေါ့နော် SO8 ဆိုတာကျတော့ state of healthသူကမတူ state of charge နဲ့ state of health ကိုခွဲဖို့လိုတယ်ပေါ့နော် state of health ဆိုတာကျတော့ battery ရဲ့သက်တမ်း battery ရဲ့ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်ပေးတာပေါ့နော်ပြောချင်တာကဒီ SOC ကိုတွက်ချက်မှုတွေမမှန်ကန်ဘူးပေါ့နော် cell balance တွေမညီမျှဘူးဆိုလို့ရှိရင်လည်းဒါ state of health ကိုထိခိုက်စေတယ်ဒီခါမှာသူက battery ရဲ့သက်တမ်းက10နှစ်ပေးထားတယ်ဆိုရင်10နှစ်မရတာမျိုးတွေရှိတယ်ပေါ့နော်ဒါကြောင့်မို့သူကSO8 ကိုလည်းဒီ battery management system ကစောင့်ကြည့်ပေးတာဖြစ်ပါတယ် SO8 ဆိုတာ battery ရဲ့ကျန်းမာရေး battery ရဲ့သက်တမ်းကိုပြောတာဖြစ်ပါတယ်ဒါလည်း SO8 ကလည်းသိထားမှာပေါ့နော်ကိုက EV ကားတစ်စီး꿰တာပဲဖြစ်ဖြစ်ပေါ့နော်ကားပွဲစားလောက်တာပဲဖြစ်ဖြစ်ဒါတွေကိုစစ်ဆေးရတယ်ပေါ့နော်အဲကြောင့်မို့ SOC SO8 ကိုကွယ်ပြားသိထားဖို့လိုပါတယ်နောက်တစ်ခုက protection control ပေါ့နော်ဒါကတော့ကာကွယ်ပေးတဲ့ control ထိန်းချုပ်စနစ်ပေါ့နော်battery ကို control ကာကွယ်ပေးတဲ့ထိန်းချုပ်မှုစနစ်လို့ပြောလို့ရပါတယ်ဒါဟာဆိုရင်သူ့ရဲ့လုပ်ငန်းတာဝန်လေးဖြစ်ပါတယ်ပြောချင်တာကာကွယ်ပေးတဲ့စနစ်ဆိုတာသူကလေဘက်ထရီကပို့သူက100ရာခိုင်နှုန်းအားသွင်းနေဆိုလို့ရှိရင်100ရာခိုင်နှုန်းထက်ပို့ပြီးတော့ဆက်ပြီးတော့ဒီအားတော့သွင်းနေတယ်ဒါပေမဲ့ BMS စနစ်ပါတဲ့အတွက်ကြောင့်သူက100ရာခိုင်နှုန်းပြည့်တာနဲ့ဖြတ်ချပြတာပေါ့နော်ဆက်ပြီးတော့ over charge အနေနဲ့သွင်းမပေးဘူးပေါ့နော်ဒါမျိုးကိုပြောတာဖြစ်ပါတယ်အဲ့ဒါက protection control ပေါ့နော်ဒါမျိုးတွေပြီးတော့ကြတော့
ပါလဲတာမီ runway တွေမဖြစ်အောင်လေဟို control လုပ်ပေးပါတယ် manage လုပ်ပေးပါတယ်ပေါ့နော်ဒါကတော့BMS စနစ်ရဲ့ function နဲ့သူ့ရဲ့လုပ်ငန်းတာဝန်တွေဖြစ်ပါတယ်ဒီက BMS စနစ်ကတော့ EV ကားတစ်စီးမှာအလွန်အရေးကြီးပါတယ်ဘက်ထရီကိုဒါထိန်းချုပ်ပေးတဲ့စနစ်ပေါ့နော် management စီမံခန့်ခွဲပေးတဲ့စနစ်ဖြစ်ပါတယ်ဒါကြောင့်မို့ BMS ကဘာတွေလုပ်လဲဆိုရင်cell voltage တွေကိုစောင့်ကြည့်ပေးတယ်နောက်တစ်ခုက temperature ပေါ့နော်အပူချိန်တွေကိုစောင့်ကြည့်ပေးတယ် battery balance ဆိုတာ cell balance ပေါ့နော်ဒါတွေညီမျှအောင်လုပ်ပေးတယ် SOC တွေကိုတွက်ချက်ပေးတယ် SO8 တွေကိုစောင့်ကြည့်ပေးတယ် protection control ပေါ့နော်ကာကွယ်စနစ်တွေကိုလှုပ်ဆောင်ပေးတယ်ဒါကကြတော့ BMS ရဲ့အဓိကလုပ်ငန်းတာဝန်တွေဖြစ်ပါတယ်ဒီ BMS နဲ့ပတ်သက်ပြီးတော့လည်းသင်ခန်းစာတစ်ခုထည့်ထားပါတယ်ဒါနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီစနစ်ကိုသင်ကြားရမှာဖြစ်ပါတယ်ဒါကတော့ဟိုပေါ့နော် BMS ဘာလုပ်လဲပေါ့နော် BMS ရဲ့လှုပ်ဆောင်ချက်ကဘာလဲသူဘာတာဝန်တွေကိုလှုပ်ဆောင်ပေးရလဲဆိုတာကိုဟို general အနေနဲ့ထည့်ထားတာဖြစ်ပါတယ်တတိယအချက်ကတော့ဒါ electric motor ပေါ့နော်ဒါ electric motor ရှိပါတယ် electric motor ဘာလုပ်ပေးလဲပေါ့နော် electric motor ဆိုတာကသူ့ရဲ့လုပ်ဆောင်ချက်ကဘက်ထရီကလျှပ်စစ်စွမ်းအင်ကို mechanical energy အဖြစ်ပြောင်းပေးတာဖြစ်ပါတယ်သူကဘက်ထရီကလျှပ်စစ်စွမ်းအင်ဆိုတာကျတော့ဒီဘက်ထရီကပေးပို့လိုက်တဲ့ဒီလျှပ်စစ်ကမော်တာတွေကိုရောက်မယ်အဲ့ဒီလျှပ်စစ်ကိုသူကဘိန်းနဲ့ရေရှားစီကိုရအတွက် mechanical energy အဖြစ်ကူးပြောင်းပေးတာပေါ့နော် mechanical energy kinetic energy ပေါ့နော်အရွေးစွမ်းအင်အဖြစ်ကူးပြောင်းပေးတာပါပြောချင်တာမော်တာနဲ့မောင်းတာပေါ့နော် EV ကားတွေမှာဆိုလို့ရှိရင် hybrid ကလာတဲ့လျှပ်စစ်ကိုမော်တာကနေအသုံးပြုပြီးတော့ဘိန်းတွေကိုရွေးရှားစေတယ်အဲကြောင့်သူက electrical energy to mechanical energy ကိုကူးပြောင်းပေးတယ်လို့ပြောထားတာပေါ့လေဒါကတော့မော်တာရဲ့ဟို function ဖြစ်ပါတယ် feature အနေနဲ့ကတော့သူ့ရဲ့အဓိကလက္ခဏာရပ်တွေပေါ့နော် high torque ပြောချင်တာတော့အားကောင်းတယ်ပေါ့နော်high voltage နဲ့လှုပ်တယ် high voltage AC ပေါ့နော် AC လျှပ်စစ်ကိုသုံးပြီးတော့မော်တာလေပတ်တဲ့အကြောင်း high torque တော်အားမြင့်တယ်ရုံးအားကောင်းတယ်ပေါ့နော် instant acceleration ပုံမှန်အရှိန်ရှိတယ်နောက်ထပ်တစ်ခုက quiet operation ငြိမ်နေပေါ့နော်အတန်ငြိမ်နေ high efficiency ပြီးတော့စွမ်းဆောင်ရည်လည်းမြင့်မားပါတယ်ဒါကကြတော့EV မော်တာရဲ့ feature တွေဖြစ်ပါတယ်မော်တာမှာသူ့မှာပြီးတော့ဘိန်းတွေကိုပူလှည့်ပေးဖို့ reduction gear တစ်ခုပါရှိပါတယ်ဒါကတော့ high voltage battery နဲ့ motor နဲ့ချိတ်ဆက်ထားတဲ့ cable ကို high voltage cable ကိုပြထားတာဖြစ်ပါတယ်အဲ့ဒီ cable line တွေနဲ့ပတ်သက်ပြီးတော့လည်းလေ့လာရမှာဖြစ်ပါတယ်ဒါကတော့ဟိုဒီ high voltage battery က DC ကိုပဲ store လုပ်တယ် DC ကိုပဲပြန်ထုတ်တယ်ဒါပေမဲ့ဒီမော်တာကကျတော့ AC ကိုလက်ခံတာပေါ့လေအဲ့အတွက်ကြောင့်သူတို့ကြားထဲမှာသူတို့မော်တာနဲ့ high voltage battery ကြားထဲမှာဆိုရင် inverter ခံထားရတယ်ပေါ့နော် inverter ဆိုတာဒီကလာတဲ့ DC ကိုမော်တာအတွက် AC ပြောင်းပေးတဲ့ကောင်ပေါ့လေနော်ဒါကတော့electric motor ရဲ့ function နဲ့ feature သူ့ရဲ့အဓိကလက္ခဏာရပ်တွေကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်ဒီတော့ပြီးတာနံပါတ်၄အချက်ကတော့ဒါ inverter ပေါ့နော် inverter ဆိုတာကခုနလေးပြောခဲ့ပါတယ် inverter function သူကဘာလုပ်လဲဆိုရင် battery ရဲ့ DC ကို motor အသုံးပြုနိုင်တဲ့ AC အဖြစ်ပြောင်းပေးတယ်ဒါ inverter ရဲ့အလုပ်ရှင်းဆုံးမှတ်ရမယ်ဆိုရင် inverter ဆိုတာ DC ကနေ AC ပြောင်းပေးတယ်ဘယ်က DC လဲဆိုတော့ battery ကလာတဲ့ DC ကို motor အတွက် motor လေပတ်ဖို့ပေါ့နော် AC high voltage AC ကိုပြောင်းပေးတယ်ပြောချင်တာဒါ high voltage နဲ့ပဲတောက်လျှောက်လှုပ်သွားတာပေါ့နော် DC high voltage ကိုလက်ခံတဲ့ဒီဟိုဗာလဲ AC high voltage ကိုမော်တာအတွက်ပြန်ထုတ်ပေးတယ်ပေါ့နော်ဒီမှာ OBC ပါတယ်ဒီကဆိုလို့ရှိရင်ဒါ on-board charger စနစ်ပေါ့နော် on-board charger ပါတယ်ပေါ့အဲ့ဒီမော်တာကနေမှလေပတ်ပြီးတော့ဘိန်းတွေကိုရွေရှားစေတယ်ပေါ့လေဒါကတော့ inverter ဆိုတာ DC ကနေ AC ပူပြောင်းပေးပါတယ်သူရဲ့ function က additional function အနေနဲ့တော့တဲ့သူကဒီ regenerative brake gear ပြန်ရလာတဲ့ AC ကို battery အတွက် DC ပြန်ပြောင်းပေးတယ်inverter ကနှစ်မျိုးလှုပ်ဆောင်ပေးတယ်ပေါ့နော်ဒီမောင်းနေတဲ့အခြေအနေမှာသူကဟို inverter ကအလုပ်တစ်ခုပြောချင်တာ DC ကနေ AC အနေနဲ့လှုပ်တယ်ပြီးတော့ regenerative နဲ့အရာပြန်ပြီးတော့လှုပ်မယ်ဆိုရင်တော့သူက AC ကနေ DC ကိုပြန်ပြောင်းပေးတယ်ပေါ့နော်ဒါကတော့ inverter ရဲ့အဓိကဟိုပေါ့နော် addition နဲ့
function ဖြစ်ပါတယ်ပြောချင်တာကားတစ်စီးကရွေးရှားနေတဲ့အခြေအနေမှာဘက်ထရီရလာတဲ့ DC ကိုမော်တာအတွက် AC အဖြစ် inverter ကနေကူပြောင်းပေးမယ်အဲ့လိုပဲတို့ regenerative braking စနစ်ကိုပြောချင်တာအရှိန်လျှော့လိုက်တဲ့အခြေအနေတို့ပေါ့နော် brake အသားလေးနင်းလိုက်တဲ့အခြေအနေတွေမှာသူက regenerative စနစ်အရာဘိန်းတွေကနေရှေ့ကိုမသွားတော့ဘဲနဲ့ဘိန်းတွေရဲ့လက်ပတ်အားကနေနောက်ပြန်လက်ပတ်အားကနေပြီးတော့ပေါ့နော်မော်တာကိုပြန်လှည့်မယ်အခါမှာမော်တာကနေမှတဆင့်အလျှက်စစ်ထွက်မယ်ပေါ့နော်အဲ့ဒီလျှက်စစ်ကိုအလေးလွင့်မဖြစ်စေဘဲနဲ့မော်တာကထွက်လာတဲ့ high voltage AC ကို inverter ထဲမှာ DC အဖြစ်ပြောင်းပြီးတော့ high voltage DC နဲ့ဘက်ထရီကိုအားပြန်သွင်းပေးတာဖြစ်ပါတယ်ဒါကတော့ inverter ရဲ့လှုပ်ဆောင်ချက်2ရပ်ပေါ့လေဒီကမှတ်ထားမှာတော့ DC to AC ပြောင်းပေးတယ် AC to DC အဖြစ်နဲ့လည်းပြောင်းပေးတယ် AC to DC အဖြစ်ပြောင်းပေးတာကြတော့ regenerative braking စနစ်ကိုအသုံးပြုတဲ့အခါမှာပေါ့နော်ဒါလေးရမယ်လို့ထင်ပါတယ်ဒါ inverter ပေါ့နော် inverter ရဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်ပုံလေးရလည်းအတိုင်းပဲဒီပြောပြပေးထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့သူကDC to DC converter ပေါ့နော် DC DC converter သူကဒီ IC ကမှာဆိုလို့ရှိရင်ဘယ်သူနေရာမှာ DC DC converter ကိုထည့်ထားတာလဲပေါ့နော်ဒါမျိုးရှိပါတယ်သူက DC DC converter ကကြတော့သူက alternator နဲ့တူတယ်ပေါ့နော်လှုပ်ဆောင်ချက်ပြောချင်တာEV ကIC ကမှာ alternator ပေါ့နော်12 volt battery ကိုအားသွင်းဖို့ရအတွက် dynamo ကနေလှုပ်ဆောင်ပေးတာပေါ့နော်ဒီကားမှာဆိုလဲ EV ကားမှာဆိုရင်12 volt battery ကိုအားသွင်းပေးဖို့ဆိုရင် DC DC converter ကနေပြီးတော့လှုပ်ဆောင်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့ alternator အစား dynamo အစား DC DC converter ဝင်ရောက်တယ်ပေါ့နော်ဒါမျိုးမှတ်ထားလို့ရပါတယ်ဒီမှာပေါ့နော် DC DC converter 12 volt battery ရှိရဲ12 volt battery ကဘာတွေအတွက်တုံးဆိုလို့ရှိရင် wiper စနစ်တွေပေါ့နော်ဒါတွေဒီမိုင်းလေးတွေနောက်တစ်ခုကမီးစနစ်တွေပေါ့နော်ဒီဟာတွေကိုဒီဟာတွေအတွက်12 volt battery ကနေဒီမှာပြည့်စစ်ပြန်ထုတ်ပေးရပါတော့မေးစရာရှိတာ high voltage battery ရှိတာပဲဘာလို့12 volt battery လိုသေးလို့လဲလို့မေးစရာရှိတယ်လိုတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ infotainment ပေါ့နော်အသေးစားလေးတွေကိုကြတော့သူတို့က12 volt high voltage battery နဲ့ဓာတ်ရိုက်သွားပြီးတော့ပေးလို့မရဘူး။ဓာတ်ရိုက်သွားပေးလိုက်မယ်ဆိုလို့ရှိရင်မီးပြီးဆိုရင်မီးကျွန်းတာမျိုးတွေပေါ့နော်။တခြားဒီ wiper စနစ်တွေဆိုရင်ဒီ wiper စနစ်တွေပြတ်တာမျိုးတွေဒါမျိုးတွေဖြစ်စေနိုင်တဲ့အတွက်ကြောင့် high voltage ဓာတ်ရိုက်သုံးမရတဲ့infotainment အသေးစားလေးတွေကိုကြတော့12 volt battery ကနေပြီးတော့လှုပ်ဆောင်ပေးရပေါ့နော်။အဲ့ဒီ12 volt battery ကိုအားသွင်းဖို့ကြတော့ DC DC converter ကနေပြီးမှအားသွင်းပေးရပါတော့ပြောမယ်ဆိုရင် high voltage battery က DC ကိုယူတယ်ဒါပေမဲ့သူကပေးလိုက်တာ high voltage ပေါ့နော်သူက high voltage ကြီးမလို့ချင်ဘူးလေ battery အတွက်ကကြတော့12 voltage ဆိုတော့ low voltage လောက်ဆိုရပြီလေအဲ့ကြတော့ DC ကနေသူက low voltage DC ပြောင်းပေးရပါတော့အဲ့လောက်ကြီးတော့မရိုးရှင်းပါဘူးဒီထဲမှာဒါ DC to DC converter convert ဆိုတာပြောင်းလဲပေးရပေါ့နော် converter ဆိုတော့ပြောင်းလဲပေးသူပေါ့နော် DC high voltage DC ကို low voltage 12 voltage DC အဖြစ်သူကခုပြောင်းပေးတယ်ပေါ့နော်ဒါပေမဲ့သူ့ထဲမှာဘယ်လိုမျိုးအဆင့်ဆင့်ရှော့ချသွားတယ်ဆိုတဲ့စနစ်တွေရှိပါသေးတယ်ဒါကတော့ DC DC converter အခန်းရောက်တယ်ဆိုလို့ရှိရင်เนาะdiagram လေးနဲ့လေ့လာရမှာဖြစ်ပါတယ်ဒီမှာတော့ဒါမှတ်ထားမယ်ဆိုလို့ရှိရင် high voltage battery ကလာတဲ့ DC ကို12 volt battery အတွက် low voltage DC အဖြစ်ပြောင်းပေးရပါတော့ DC DC converter ဆိုတာဘာလို့လဲဆိုလို့ရှိရင်သူကဒီ12 volt battery ဘာကြောင့်လိုအပ်တာလဲဆိုလို့ရှိရင် high voltage နဲ့လှုပ်ဆောင်လို့မရတဲ့ဒီအသေးစားတာ infotainment တွေအတွက်12 volt battery ကနေလှုပ်ဆောင်ပေးတာဖြစ်ပါတယ်ဒါ12 volt battery ကိုဘယ်သူကအားသွင်းပေးရလဲဆိုရင် DC DC converter ကအားသွင်းပေးတာဖြစ်ပါတယ်ဒါ IC ကနေနှိုင်းရှင်းမယ်ဆိုရင်เนาะဒါ alternator အစား DC DC converter အစားထိုးထားတာဖြစ်ပါတယ်နော်ဒီမှာဆိုရင်သူက high voltage ကိုတဲ့12 volt ကိုသူ short ချတယ်ပေါ့နော်ဒါ function ကတော့ high voltage ကနေ12 volt ကို short ချပေးတယ်supply power သူ power supply လုပ်ပေးတာကြတော့ပါလဲပေါ့နော်ဘယ်စနစ်တွေလဲဆိုတော့ headlamp ပေါ့နော်ရှေ့မီးကြီးတွေ ECU တွေပေါ့နော်ဒီမှာကြတော့သူက engine မပါတော့ engine control unit လို့သုံးလို့မရဘူးဒီ ECU ကိုelectronic control unit ပေါ့နော် ECU ကိုကြတော့ဒီ electronic control unit လို့သုံးရပါမယ်နောက်တစ်ခုကကြတော့ radio တွေပေါ့နော် wiper တွေ12 voltage battery charging တွေပေါ့နော်ဒါတွေကိုသူ12 voltage နဲ့ဒါအားသွင်းတဲ့စနစ်တွေပေါ့နော်ဒီဟာတွေဆိုလို့ရှိရင်သူက power ထောက်ပံ့ပေးပါတယ်ဘယ်သူကလဲဆိုတော့ DC DC converter ပါဒါလေးနားလည်မယ်လို့ထင်ပါတယ်
နော်သူက high voltage ကို DC ကို low voltage DC ရဲ့ဖြစ်ပြောင်းပြီးမှတခြားစနစ်တွေကိုလှုပ်ဆောင်ပေးရပေါ့နော် high voltage နဲ့တိုက်ရိုက်သွားပြီးပေးလို့မရလို့ပေါ့နော်နံပါတ်6ပေါ့နော်ပြောရင်လည်းဒါ17ချက်ထဲမှာနံပါတ်6ပေါ့နော်နံပါတ်6ရောက်လာပါပြီနံပါတ်6ကတော့သူက on board charger ပေါ့နော် OBC OBC ကဘလို့ကားတွေမှာပါလဲပေါ့နော် on board charger OBC ပေါ့နော်သူရဲ့ရှေ့ကောက်ကတော့ on board charger ပါ function ကတော့သူက AC charging ကို battery အတွက် DC အဖြစ်ပြောင်းပေးတယ်အစောပိုင်းကလည်းပြောခဲ့ပါတယ် high voltage battery ဆိုတာကကျတော့ DC ကိုပဲတိုးလောင်နေ DC ပဲပြန်ထုတ်ပေးတယ်ပေါ့နော်အဲ့မှာသူက AC charging ကိုပြောချင်တာတို့က main power grid ကနေလာတဲ့ဟာကျတော့ AC ကိုအဲ့ဒီ AC ကို battery အတွက် DC ပြောင်းပေးရအောင်ပါအဲ့ဆိုလို့ရှိရင်တို့ကဟို on board charger ကိုတုံးရတယ်ပေါ့နော်AC နဲ့အားသွင်းမယ်ဆိုလို့ရှိရင်တော့ on board charger ကိုဖြတ်ရတယ် on board charger တွေမှာသူက AC to DC ပြောင်းပြီးမှ battery တွေကို DC အဖြစ်နဲ့ဟို AC အားသွင်းပေးရပေါ့နော်ဒါသူ့ရဲ့လှုပ်ဆောင်ချက်ပါဒါ AC နဲ့အားသွင်းမယ်ဆိုရင်တော့ on board charger ကိုမဖြစ်မနေဖြတ်ရပါတယ်နော် on board charger မှာ AC to DC ပြောင်းရပါတယ် important အဓိကအရေးကြီးတဲ့ချက်ကတော့သူက AC charging မှာပဲ OBC ကိုအသုံးပြုတယ်ပေါ့နော် DC charging မှာ OBC ကိုမသုံးပါဘူး DC charging ဆိုတာကြတော့ဒီ charging station တွေပေါ့နော်အဲ့ဒီဟိုအတွင်းယုံနေမှာဆိုလို့ရှိရင် public area မှာတိစောက်ထားတဲ့ဒီအတွင်းယုံနေမှာဆိုလို့ရှိရင်DC fast charging နေမှာဆိုလို့ရှိရင် OBC ကိုအသုံးမပြုပါဘူးသူကအိမ်ဒီမှာတွင်းနေပေါ့နော်ဟို level 1ပေါ့နော်ဒါ AC charging နေမှာပဲ OBC အမျိုးအစားကိုသုံးတာဖြစ်ပါတယ်ဒီမှာပေါ့နော် DC fast charging မှာ OBC ကိုမဖြတ်သန်းပါဘူးဒါလည်းနောက်ပိုင်းမှာ charging စနစ်တင်လို့ရှိရင်ဒီဟာတွေကိုပုံနဲ့တကွအသေးစိတ်ဖော်ပြပေးထားတာရှိပါတယ်အဲကြောင့်ရင်ပြန်ပြီးတော့ရှင်းပြပေးပါမယ်ဒီမှာဆိုရင်ဒါကတော့ charging station ပေါ့နော် charging station ကလာတာဒီမှာAC ပေါ့နော် AC အမျိုးအစားတကယ်တော့ပေါ့နော်ဒီမှာဆိုလို့ရှိရင် charging station လို့တော့ AC charging station လို့ပဲသုံးရမယ်ပေါ့နော်charging station မှာ2မျိုးရှိတယ် AC လား DC fast charging လားပေါ့နော်ဒီမှာတော့ဒါ AC charging station ရှိတယ်အဲ့ဒီကလာတဲ့ AC ကို on board charger မှာဖြတ်မယ် AC to DC ပြောင်းပြီးတော့ battery တွေကိုDC အနေနဲ့အသွင်းပေးတာဖြစ်ပါတယ်သူကတော့တဆင့်ခံပေါ့နော်ဒါကြောင့်မို့ AC နဲ့သွင်းမယ်ဆိုလို့ရှိရင်အချိန်လဲကြာတယ်ဟိုနှေးလဲနှေးတယ်ပေါ့နော်အချိန်အများကြီးပေးရတယ်အားပေးဖို့ဆိုလို့ရှိရင်ဒါ AC နဲ့သွင်းတယ် AC to DC ပြောင်းတယ်ပြီးမှ battery တွေကိုအားသွင်းပေးတယ်ဓာတ်ရိုက်အားသွင်းတာမဟုတ်တဲ့အတွက်ကြောင့် DC ဓာတ်ရိုက်ပေးတာမဟုတ်တဲ့အတွက်ကြောင့်သူကအားသွင်းတဲ့အချိန်ကလည်းကြာတယ်ပေါ့နော်အားသွင်းချိန်လည်းကြာတယ်ပြီးတော့ကြတော့ဒီ battery တွေကိုဝင်တဲ့လျှက်စစ်ကလည်းနှေးတယ်ပေါ့နော်ဒါကတော့ OBC ရဲ့အားနည်းချက်ပေါ့နော်တခုရှိတာကတော့သူကကိုယ်အိမ်မှာကိုပဲ AACC သွင်းလို့ရတာပေါ့နော် AC ဆိုတော့ဒါမျိုးတော့ရှိပါတယ်နောက်တစ်ခုကတော့သူကနံပါတ်9ပေါ့နော်နံပါတ်9ကတော့ charging port အတွင်းကောင်းပေါ့နော်အတွင်းကောင်း charging port ရဲ့ function ဒီကလို့ဆောင်ချက်ကဘာလဲဆိုရင် charging port ကဒီ EV ကိုပြင်ပ charging station နဲ့ချိတ်ဆက်ပြီးတော့ battery အတွင်းရန်အသုံးပြုတဲ့အတွင်းပေါက်ပေါ့နော်လွယ်ကူတော့ရိုးရှင်းသုံးခေါ်ရမယ်ဆိုရင်တော့အတွင်းပေါက်ပါပဲ charging port ဆိုတာအတွင်းပေါက်သူက EV ကိုဒါပြင်ပ charging station နဲ့ချိတ်ဆက်ပြီးတော့နော် battery အတွင်းဖို့အသုံးပြုရအတွက်အတွင်းပေါက်ဆိုတော့ဟိုပြင်ပcharging station ပေါ့နော်ပြောတင်တာပြင်ပ charging station ကလာတဲ့ charging connector ရှိတယ်အဲ့ဒီ connector နဲ့ဒီကားရဲ့ဟို connector ကောင်းချိတ်ဆက်မှာပေါ့နော်ဒါကိုပြောတာပါအသွင်းပေါက်နေရာကိုပြောတာပေါ့နော် main point အဓိကချက်အနေနဲ့တော့သူက high voltage battery အသွင်းဖို့ရဖြစ်တယ်ပေါ့နော်ဒီဗါလေဒီ charging connector ဆိုတာ charging port ဆိုတာ high voltage battery ကိုအသွင်းဖို့ဖြစ်ပါတယ်တဲ့နောက်တစ်ခုက connector အမျိုးအစားတွေရှိတယ်ပေါ့နော်ဒါအသုံးအများဆုံး connector အမျိုးအစားတွေကိုဒီထဲမှာရေးပေးထားတာဖြစ်ပါတယ် type 1 type 2ရှိမယ် CCS အမျိုးအစား GBD Chelimo ပေါ့နော်မြန်မာနိုင်ငံမှာတော့တရုတ်ကားတွေများတဲ့အတွက်ကြောင့် GBD အမျိုးအစားကိုအများဆုံးအသုံးပြုပါတယ်ဒီမှာတော့ဟို5ခုပေါ့နော် connector အမျိုးအစားအသုံးအများဆုံး5ခုကိုထည့်ပေးထားတာဖြစ်ပါတယ်ဒါပေမဲ့ GBD ကတော့အသုံးအများဆုံးပေါ့လေ
ဒီမှာခြာကျင်ပေါ့ကိုတဲ့တန်ရှင်း6တွေ့ပြီးပျက်စီးမှုမရှိကြောင်းပုံမှန်စစ်ဆေးရမယ်ဒီခြာကျင်ကောင်းတဲ့နေရာမှာကြီးတွေပေါ့နော်ဂျိုးတွေဒါမျိုးတွေတက်နေတာမျိုးလည်းမဖြစ်ရဘူးပေါ့နော်ဖုန်နေမှုန်နေကက်နေတာမျိုးလည်းမရှိရဘူးဒါကြောင့်မို့သူပြီးတော့ဒီနေရာတစ်ဝိုက်မှာလည်းဆွဆွနေတာမျိုးမဖြစ်ရဘူးပေါ့နော်ဟိုတချို့ဆိုရှိတယ်ပေါ့နော်ရေဆေးလို့ကားရေဆေးတဲ့အခါမှာဒီကော်နတာတစ်ဝိုက်မှာရေတွေဟိုဆွဲနေစို့နေတာမျိုးတွေရှိတယ်ပေါ့နော်ဒါမျိုးဆိုရင်လည်းပြောင်းအောင်ထုတ်ပေးရမယ်မဟုတ်ဘူးဆိုရင်လျှက်စီကူးနိုင်တယ်ပေါ့နော်ပြီးတော့ကြတော့လေအမှားပေါ့နော်အဲ့ဒါတွေပြနိုင်တယ်ဒီအတွက်ကြောင့်မို့သူကဒီ charging connector နေရာတွေမှာလည်းတုံးအား6သွင်းနေရမယ်ပြီးတော့တန်ရှင်းနေရမယ်ပေါ့နော်ဒါကိုပြောထားတာပါဒါကတော့ဟို maintenance ပိုင်းအနေနဲ့ထည့်သွင်းရမယ့်အချက်ပေါ့လေနော် hybrid battery ကိုအသွင်းဖို့ဖြစ်တဲ့မျိုးအစားတွေကတော့ Type 1 Type 2 CCS GPT Charimo မျိုးစားတွေရှိတယ်။ charging port ကိုတန်ရှင်းနေအောင်ထားရမယ်ပေါ့နော်။ဒါမှပျက်စီးမှုမရှိတောင်ပုံမှန်စစ်ဆေးပေးရမယ်ပေါ့လေ။ပြီးတော့ဒီ rubber စီးတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်ရေလုံစီးဆိုတာရှိတယ်ပေါ့နော်ဒီကောင်တွေဆွေးနေလားပေါက်နေလားပေါ့နော်မြစ်ပေနေလားဒါတွေဆိုလို့ရှိရင်လည်းစစ်ဆေးပေးရမယ်ပေါ့နော်ဒါကတော့ charging port အမျိုးအစားနဲ့ပတ်သက်ပြီးရှင်းပြပေးခဲ့တာဖြစ်ပါတယ်။ charging port နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာဒီ charging connector ပေါ့နော် charging connector charging port အမျိုးအစားနဲ့ပတ်သက်ပြီးတော့ခေါင်းစဉ်တစ်ခုအနေနဲ့ထည့်ထားပါတယ်။ပြီးတော့ DC ဆိုရင်ဘယ်လိုအားသွင်းတာလဲပေါ့နော် AC ဆိုရင်ဘယ်လိုမျိုးအားသွင်းတာလဲနောက်တစ်ခုကဒီပေါ်ကပေါ့နော် N1 တို့ CP PP တို့ N1 N2 N3 ပေါ့နော်ဒါတွေကဘာကိုပြောတာလဲပေါ့နော်ဒီမှာမတူပါဘူးသူရေးထားတဲ့စာအရပေါ့နော်ဒီပင်လေးတွေရဲ့ဟိုအကြီးအသေးကလည်းမတူပါဘူးပေါ့နော်အဲ့ဒါလေးကဘာကိုပြောရလဲဆိုတဲ့ဟာကိုထပ်ပြီးတော့ရှင်းပြပေးပါဦးမယ်ဒါကတော့ charging port နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ function နဲ့ main point ကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့သူက reducing gear ပေါ့နော် reducing gear ဘယ်နှမှာပါလဲဆိုလို့ရှိရင် motor bay ပေါ့နော်ဒီမှာဆိုရင်ပုံလေးကိုယင်ကြည့်လိုက်ပါပုံလေးမှာဆိုရင်ဒီမှာ inverter ရှိမယ်ဒီဘက်က differential gear ပေါ့နော်ဒီဘက်ကတော့ဒါ electric motor ပေါ့နော် motor အကြီးစားရှိမယ်ဒီဘက်ကတော့ gear ဒီ motor လေတဲ့အခါမှာသူ့ကိုကူလှည့်ပေးတယ် reducing gear ကနေမှကူလှည့်ပေးတယ်အဲ့ဒီရဲ့လှည့်ပတ်အားနေမှာဘိန်းတွေကိုရွေးရှားခဲ့တယ်ပေါ့နော်ဒီမှာသူ့ရဲ့လှုပ်ဆောင်ချက်ကတော့ function အနေနဲ့ဆိုရင် rotation gear က electric motor ရဲ့မျက်နှုံးမြင့် rotation ကိုဒါလေပတ်အားပေါ့နော်အဲ့ဒါကိုဘိန်းအတွက်တင့်တော်တဲ့ speed အမြင့်နှုန်းနဲ့တော်အားရုံးအားအဖြစ်ပြောင်းလဲပြီးတဲ့ gear unit ပေါ့နော် gear unit တစ်ခုဖြစ်ပါတယ်ပြောချင်တာသူက motor နဲ့တွဲပြီးတော့အလုပ်လုပ်တာပေါ့နော် electric motor ရဲ့လေပတ်အားကိုဒီဘိန်းတွေအတွက်တင့်တော်တဲ့ပေါ့နော်ဘိန်းတွေအတွက်တင့်တော်တဲ့ဘိန်းတွေဘယ်လောက်လေပတ်မှာလဲပေါ့နော်ဘယ်လောက်တော့နဲ့လေမှာလဲပေါ့နော်ဒါတွေကိုသူကပေးတဲ့ပြောင်းလဲပေးတဲ့စနစ်ကတော့ဒါ reduction gear စနစ်ဖြစ်ပါတယ်တင့်တော်တဲ့ speed ပေါ့နော်ဒီ motor လေတဲ့အခါမှာဘိန်းတွေအတွက်တင့်တော်တဲ့မြန်နှုန်းတွေ rotation ဗာလေတော့ရုံးအားတွေပေါ့နော်အဖြစ်သူကပြောင်းလဲပြီးတဲ့ gear unit က reducing gear ဖြစ်ပါတယ်ပေါ့နော်သူကgear box လိုမျိုးတော့မဟုတ်ဘူးမော်တာရဲ့လေပတ်အားကိုဘိန်းအတွက်လိုအပ်တယ်လို့ပေါ့နော်ဒါတော်အားဘလောက် speed ဘလောက်ဆိုပြီးတော့ပြောင်းလဲပြီးတဲ့စနစ်ပေါ့လေနောက်တစ်ခုက main point ပေါ့နော်အဓိကအချက်အနေနဲ့ကတော့ဒါ EV ကားအများစုမှာတဲ့ single speed reduction gear ကိုအသုံးပြုတယ်ပေါ့နော်ဒါ reduction gear အနေနဲ့လည်းအနည်းငယ်ထည့်ထားပါတယ်နော်ဟိုတိုင်းအများကြီးမဟုတ်တော့မှအနည်းငယ်တော့ထည့်ပေးထားပါတယ်ဒါ EV အများစုမှာဆိုရင် single speed reduction gear ကိုအသုံးပြုတယ် reduction gear ဝိုင်ကိုပုံမှန်စစ်ဆေးပေးရမယ်ပေါ့နော်ပြောရမယ်ဆိုရင်gear ဝိုင်ပေါ့နော် reduction gear ဝိုင်ကိုလည်းပုံမှန်စစ်ဆေးပေးရမယ်ပေါ့ဒါပေမဲ့တက်တန်းကတော့အများကြီးပေါ့နော်ရှိပါတယ်အမှဒီမှာလေးရေးပေးထားပါတယ် inspection interval ပေါ့နော်ဒါပုံမှန်စစ်ဆေးရမယ့်အချိန်ကတော့ကီလိုဘယ်လောက်လဲကီလို2000ပေါ့နော်တစ်နှစ်ပေါ့နော်တစ်နှစ်တစ်ကြိမ်ပေါ့နော်ဒါစစ်ဆေးပေးရမယ်ပေါ့နော်တစ်နှစ်မှာဒါကီလို2000ဟုတ်လား2000ပေါ့နော်ကီလိုမီတာ2000တစ်နှစ်တစ်ကြိမ်လောက်ကတော့ပုံမှန် interval inspection လုပ်ပေးရမယ်ပေါ့နော် replacement interval ကကျတော့လဲလှယ်ရမယ်အချိန်ပေါ့နော်သူကတစ်နှစ်ကိုဘယ်လောက်လဲတစ်ကြိမ်ကို4-5နှစ်မှာတစ်ကြိမ်ပေါ့နော်ပြောချင်တာ4-5နှစ်မှာတစ်ကြိမ်သူကလဲပေးရတယ်ဆိုတော့ကျတော့ဒီသူ့ရဲ့တက်တန်းကြာတယ်ပေါ့နော်ခဏတိုင်းလဲစရာမလိုဘူးပေါ့နော်တစ်နှစ်တစ်ကြိမ်တော့စစ်ဆေးပေးရမယ်4 နှစ်လောက်နေရင်တော့ဒါကိုပြောင်းပေးရမယ်ပေါ့နော်ဒီအဝိုင်းအစ်စ်လေးပေးရမယ်ဆိုတဲ့အကိုပြောထားတာဖြစ်ပါတယ်ဒီမှာတော့ကီလိုမီတာ6000 တသိန်းပေါ့နော်ဒီလောက်ဆိုရင်တော့လဲပေါ့နော်
ပြီးတော့ CO စိတ်မှုပေါ့နော်ပုံမှန်မဟုတ်တဲ့အတန်နဲ့ပျက်စီးမှုတွေကိုလည်းစစ်ဆေးပေးရမယ်ပြောချင်တာ gear wine reduction gear wine ယူစိတ်မှုရှိလားပြီးတော့ပုံမှန်မဟုတ်တဲ့အတန်တွေကြားနေရလားပေါ့နော်ဒီပျက်စီးမှုတွေကိုလည်းပဲပုံမှန်စစ်ဆေးပေးရပါမယ်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်နော်တော့အားလည်းကောင်းမှာမဟုတ်ဘူးပေါ့လေနော်ဒါကတော့ reduction gear ရဲ့ function နဲ့သူ့ရဲ့ main point ကို generally ရှင်းပြပေးခဲ့တာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ထည့်သွင်းကျင်တာလေးရှိတယ်ဆိုလို့ရှိရင်လည်း comment မှာရေးပေးခဲ့လို့ရပါတယ်ဒါကတော့ graduation gear အနေနဲ့ပေါ့နော်ဒါအနေငယ်ကိုထုတ်ပေးထားဖြစ်ပါတယ်နောက်တစ်ခုကဒါ number 9ကတော့တာမေ management system ပေါ့နော်တာမေဆိုတာအပူ management ဆိုတာဒါကြတော့စီမံခန့်ခွဲရပေါ့နော် system နဲ့တာမေ management system တာမေဆိုတာအပူကိုချိန်ကိုစီမံခန့်ခွဲပြီးတဲ့စနစ်ပေါ့နော် EV တာမေ management function ကတော့သူ့ရဲ့လှုပ်ဆောင်ချက်က battery motor နဲ့ inverter တို့ရဲ့အပူချိန်ကိုထုံးချုပ်ပြီးတယ်ဒီစနစ်တွေကပဲသူက high voltage နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့အပူချိန်ကိုသူကထိန်းချုပ်ပေးရပါတော့ဒီ battery ရဲ့စနစ်ဆိုလို့ရှိရင်ဘယ်သူကထိန်းချုပ်မလဲဆိုတော့ BMS ပေါ့နော်သူ့ရဲ့ AAP စနစ်လိုအပ်မယ်ဆိုရင် TMS ကပြန်ပြီးတော့ဒါ AAP စနစ်ကိုလှုပ်ဆောင်မှာပေါ့နော်မော်တာဆိုလို့ရှိရင်လည်းမော်တာအတွက်TMS ပေါ့နော်inverter ဆိုရင်လည်းသူ့အတွက်ဒါ AAP စနစ်တွေကိုလှုပ်ဆောင်ပြီးမှထိန်းချုပ်ပြီးမှကျတော့ဒီ thermal management system ကနေပြီးတော့လှုပ်ဆောင်ပေးတာဖြစ်ပါတယ်include ပေါ့နော်သူထဲမှာဘာတွေပါဝင်လဲဆိုတော့ coolant တွေပါမယ်ပေါ့နော်ဒီ thermal management system မှာဆိုရင်ဒီ battery အတွက်ဆိုလို့ရှိရင် battery coolant ပေါ့နော် battery အတွက်တည်တံ့ထည့်ရတဲ့ coolant ရှိမယ်နောက်တစ်ခုက motor ဆိုရင် motor အတွက်သုံးရတဲ့ဟာနောက်တစ်ခုက inverter ဆိုရင် inverter အတွက်ပေါ့နော်ဒီမှာတော့သုံးခုခွဲထားမဟုတ်ဘူးလေ EV ကပေါ်နဲ့ပုံကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်တော့ battery အတွက် reservoir တခုတွေ့ရလိမ့်မယ်နောက်တစ်ခုကဗာလေ motor နဲ့ inverter နှစ်ခုအတွက်ပေါ့နော်တစ်ခုပေါ့နော်ဘူးတဘူးအနေနဲ့တွေ့ရလိမ့်မယ်နှစ်ဘူးပေါ့နော်တို့ UUIC မှာကျတော့တို့ reservoir တဘူးပဲရှိရလိနော်ဒီမှာတော့ battery အတွက်ကတဘူး motor inverter အတွက်ကတဘူးဆိုပြီးတော့ထည့်ထားတာရှိပါတယ်ဒါသူတို့ coolant နေရှိမယ်သက်ဆိုင်ရာကူလန့်နေရှိမယ်နောက်တစ်ခုက water pump ရှိမယ်ခြေလာပေါ့နော်ရေတိုင်ကြီးပါမယ် heat pump တွေပါပါမယ်ဒါကြတော့ thermal management system တွေမှာပါဝင်တဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်ပေါ့နော်ဒါကိုပြထားပေါ့နော်ခြေလာစနစ်တွေဟီတာတွေပေါ့နော်ဘားတွေနောက်တစ်ခုက cooling fan တွေပေါ့နော်နောက်တစ်ခုက compressor တွေ radiator တွေ condenser တွေဒါတွေပါရှိပါမယ်ဒါကြတော့ thermal management system ရဲ့include ပါဝင်တဲ့အစိတ်အပိုင်းတွေနဲ့သူ့ရဲ့ function ကိုပြောပြပေးခဲ့တာဖြစ်ပါတယ်10ပေါ့နော်နံပါတ်10ကတော့ခြေကားကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူကဒီမှာကားဘော်ဒီမှာဆိုလို့ရှိရင်အောက်မှာ high voltage battery pack ရှိမယ်ပေါ့နော်ဒီမှာလည်းရှိမယ်ဒီမှာပါရီလဲဆိုတော့ high voltage cable တွေပေါ့နော်ဒီဟာတွေက high voltage နဲ့လှုပ်တာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပေါ့နော်သူတို့တိတာထင်ရှားအောင်သူကလိမ်မော်ရောင်နဲ့ပြပေးထားတာဖြစ်ပါတယ် high voltage cable connector ပေါ့နော် function အနေနဲ့ဆိုလို့ရှိရင် high voltage electricity ကို component တွေကြားလုံခြုံစွာပို့ဆောင်ပေးတယ်ပြောချင်တာ high voltage လျှပ်စစ်ကိုဒီပါလေခုနရှေ့ပိုင်းမှာပြောခဲ့တဲ့ major component တွေရှိတယ် high voltage နဲ့လှုပ်တဲ့ဟာတွေအဲ့ဒီဟာတွေကြားကိုသူက high voltage ကရိုစိတ်မှုမရှိဘဲနဲ့ဒီကျိုးတွေကနေမှလျှက်စစ်ကိုလုံခြုံအောင်ပို့ဆောင်ပေးတယ်ပေါ့နော်လုံးဝအရေးကြီးပါတယ် high voltage insulation တွေကလုံးဝအရေးကြီးပါတယ်လျှက်စစ်တွေယူစိမ့်လို့မရဘူးပေါ့လေရှော့ကြမှာဖြစ်တဲ့အတွက်ကြောင့်ရှော့မကြစီအောင်လို့ဒီhigh voltage cable ကြိုးတွေကလည်းလုံးဝကိုsafe ဖြစ်နေရပါမယ်သူတို့ကလည်းတေချာ safe ဖြစ်အောင်ဒီဇိုင်းလုပ်ထားတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လေ high voltage cable အကြောင်းမှာသူတို့ဘာလို့လိမ်မိုရအောင်အနေနဲ့သတ်မှတ်ထားတာလဲနောက်တစ်ခုကပေါ့နော်သူတို့ထဲမှာဘာတွေပါဝင်တာလဲပေါ့နော် insulation ဖက်ထက်လုပ်ထားတာလဲပေါ့နော်ဒါလေးတွေကိုအသေးစိတ်ထပ်ပြီးတော့သိရှိရမှာဖြစ်ပါတယ် feature အနေနဲ့ကတော့ orange color ပေါ့နော် high voltage လို့ပြောတာနဲ့သူက high voltage လို့ပြောလိုက်တာနဲ့လိမ့်မော်ရောင်ကိုသူကသိရမယ်ပေါ့နော် orange color ရှိမယ် HPIN ဆိုတဲ့ high voltage interlock loop ပေါ့နော်ဒီစနစ်တွေရှိမယ်နောက်တစ်ခု CD အကာအကွယ်စနစ်တွေ waterproof connector ပေါ့နော်ဒါရေအကာအကွယ် connector ကောင်းနေပေါ့နော်ဒီဟာတွေရှိပါတယ်ဒါကတော့ high voltage cable ရဲ့ connector စနစ်မှာဆိုလို့ရှိရင်ဒါလေးနဲ့ပတ်သက်ပြီးတော့ဆက်လက်ရှင်းပြပေးမှာဖြစ်ပါတယ်လောလောဆယ်တော့ဒီတိုင်းလေးပဲတည်ထားအောင်ပေါ့နော် high voltage electricity ကို component တွေကြားလုံလုံခြုံခြုံလုံခြုံစွာပို့ဆောင်ပေးတယ်ပေါ့
နောက်တစ်ခုကတော့သူက12 volt battery ပေါ့နော်ဒီမှာတော့ဟိုဘာကောက်ပြထားလဲဆို BYD Auto 3 original 12 volt battery ပေါ့နော်ဒါ12 volt battery ဖြစ်ပါတယ်ဒီဘက်ကကျတော့ motor နဲ့ inverter ပေါ့နော် control unit ရှိမယ်ဒီဘက်က brake boot ပေါ့နော် brake boot wiper နော်အဲ wiper ရှိမယ်ပေါ့နော်ဒါကတော့ဒီဘက်ကဒါကကျတော့ဗာလေတွဲဖို့ဗာလေတွဲဖို့ဘက်ထရီပေါ့နော်တွဲဖို့ဘက်ထရီကိုပြထားတာဖြစ်ပါတယ်တွဲဖို့ဘက်ထရီအကြောင်းပြောမှာဆိုသူက low voltage system တွေကိုလျှက်စစ်ပြီးတယ်ပြောချင်တာhigh voltage နဲ့တချို့အစိတ်ပိုင်းတွေကိုကြတော့တွားပြီးတော့ဓာတ်ရိုက်လျှက်စစ်ပြီးလို့မရဘူးအဲ့ပစ္စည်းတွေပျက်စီးစေနိုင်တဲ့အတွက်ကြောင့်တွဲ voltage ကနေပြီးမှလျှက်စစ်ကိုထုတ်ပြီးတယ်ပေါ့နော် power supply လုပ်ပြီးတယ်အဲ့တွဲ voltage ကိုကြတော့သူကအားသွင်းပေးရတော့ဆို DC converter ပေါ့လေနော်ဒီမှာဆိုရင်သူက example အနေနဲ့တဲ့ဘယ်အရာတွေအတွက်သုံးလဲဆိုရင် door lock ပေါ့နော်တကားဟိုမှန်တကားမှန်တယ်မှန်ချပေါ့နော်တကားပေါက်တွေနေရာတွေဒါမျိုးတွေမှာအသုံးပြုတယ် door lock တွေပေါ့နော်နောက်ထပ်တစ်ခုက ECU စနစ် electronic control unit တွေအတွက်ပေါ့နော်ပြီးတော့ display တွေမှာလည်းအသုံးပြုတယ် lighting စနစ်တွေပေါ့နော်မီးတွေနောက်တစ်ခုကအခြား accessory တွေဒီဟာတွေအတွက်ဟိုပြောရမယ်ဆိုရင်တော့ high voltage နဲ့ဟိုပေးသွင်းလို့မရတဲ့ဒီ infotainment လေးတွေကိုကြတော့12 volt ကနေမှ power supply လုပ်ပေးတာဖြစ်ပါတယ်ဒါတော့ EV major component summary ပေါ့နော်သူတို့ရဲ့အဓိကအစိတ်ပိုင်းတွေကို summary အနေနဲ့ဒီအချင်းချုပ်လေးထုတ်ပေးထားတာဖြစ်ပါတယ်17ချက်ကိုပေါ့လေcomponent တွေရှိတယ် main function တွေကဘာတွေလဲပေါ့နော် high voltage battery ရှိမယ် high voltage battery ဆိုရင်ဘာလုပ်လဲဆိုတော့သူရဲ့ energy storage လုပ်တယ်လျှက်စစ်ကိုဒီသိုလောင်ပေးတယ်ပေါ့နော်နောက်တစ်ခုက BMS ဆိုတာဘာလဲ battery protection battery ကိုကာကွယ်ပေးတယ်ပြောချင်တာ battery ကိုစောင့်ကြည့်ပေးတယ်ပေါ့နော် battery ကို control လုပ်ပေးတာ BMS စနစ်ဖြစ်ပါတယ်နောက်တစ်ခု motor ကကျတော့ drive vehicle EV ကဘာနဲ့မောင်းလဲ motor နဲ့မောင်းတယ်ပေါ့နော်ဒါမျိုးသုံးလို့ရပါတယ်တို့ဟိုစီကားတွေကြတော့ engine ကမောင်းတာပေါ့နော် EV ကမှကြတော့ motor မောင်းတာပေါ့နော်ဒါမျိုးပေါ့လေအဲ့မှာမှသူတို့ motor ကိုကူလှည့်ပေးဖို့ရတော့ကတော့ reduction key အသေးစားလေးတစ်ခုပါရှိပါတယ်နောက်တစ်ခုကတော့ inverter ပေါ့နော် inverter ကကြတော့ DC to AC conversion ဆိုတာပြောင်းလဲတာပါ DC to AC ဆိုတော့ direct current ကနေ alternating current ကိုပြောင်းပေးတာအတိအကျပြောရမယ်ဆိုရင်တော့ high voltage DC ကိုmotor အတွက်high voltage AC အဖြစ်ပြောင်းပေးတာ inverter ဖြစ်ပါတယ်ဟိုအလွယ်မှတ်မယ်ဆိုရင်တော့ DC ကနေ AC ပြောင်းပေးတာ inverter ဖြစ်ပါတယ်နောက်တစ်ခုက DC converter ပေါ့နော် DC converter ဆိုတာကြတော့တဲ့high voltage ကနေပြီးတော့ low voltage 12 voltage ဖြစ်ပြောင်းပေးရပါတော့ဒါဟာ DC converter ရဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ် OBC ဆိုတာကြတော့ဒါ on board charger ပေါ့နော် on board charger ဆိုတာ AC charging အတွက်ပေါ့နော် AC charging အတွက်ပဲသုံးပြုတယ် DC charging အတွက် OBC မသုံးပါဘူးနောက်တစ်ခုက thermal system ပေါ့နော် thermal system ဆိုတာ cooling စနစ်အတွက်ပါအေးပေးဖို့ဖြစ်ပါတယ်အေးပေးဖို့အတွက်ဒီ thermal management system ကိုထည့်သွင်းထားတာဖြစ်ပါတယ်နောက်တစ်ခုက high voltage cable ပေါ့နော် cable ကျူးတွေ high voltage cable တွေကကြတော့ power transfer power ကူးပြောင်းပေးဖို့ရန်အတွက်ပေါ့နော်စွမ်းအင်တွေပို့ဆောင်ပေးဖို့ရန်အတွက်ဖြစ်ပါတယ်ပြီးတော့12 voltage battery ပေါ့နော်ဒီ12 voltage battery ကကြတော့ low voltage supply ပေါ့နော်တခြား12 volt battery ကကြတော့တခြား infotainment အသေးစားတွေ high voltage နဲ့ဓာတ်ရိုက်သွားပြီးလျှက်စစ်ပေးဖို့လို့မရတဲ့ infotainment တွေအတွက်ကြတော့low voltage အနေနဲ့ power supply လုပ်ပေးတာဖြစ်ပါတယ်ဒါလေးကတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်တစ်ခုချိုရင်တာနဲ့ဒါအဲ့ဒါတွေတက်မယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့ဒါလေးတွေကလည်းအခြေခံအနေနဲ့တစ်ခုချင်းစီကိုတည်ထားဖို့လိုအပ်ပါတယ်အဓိကတော့သူတို့ရဲ့ high voltage battery ဆိုရင် high voltage battery ဟုတ်ပြီ high voltage battery ဆိုလို့ရှိရင်သူ့ရဲ့နာမည်ကိုသိသွားပြီနာမည်သိပြီဆိုလို့ရှိရင်သူ့ဘယ်နေရာမှာရှိလဲပေါ့နော်battery ဆိုရင်ဘယ်နေရာမှာရှိလဲပေါ့နော် battery ကဒီကရဲ့ပိုက်အောက်ခြေမှာတပြင်လုံးနေရာယူထားတယ်ဟုတ်ပြီအဲ့ဆိုရင်သူ့ရဲ့နေရာ battery pack ရှိတဲ့နေရာကိုသိသွားပြီဆိုရင်အဲ့ဒီ battery pack ထဲမှာဘာတွေရှိတာလဲ battery pack ထဲမှာလျှက်စစ်တွေတူလောင်ထားတယ်အဲ့ဒီလျှက်စစ်တွေကဘာလုပ်ဖို့လဲအဲ့လျှက်စစ်တွေကကြတော့ဒီ high voltage နဲ့အလုပ်လုပ်တဲ့စနစ်တွေရှိတယ် component တွေရှိတယ်အဲ့ဒါတွေကိုပြန်ပြီးတော့power ဖြန့်ဝေပေးဖို့ပေါ့နော်ဒီအတွက်ပေါ့နော် EV ကားတစ်စီးမှာသူကလျှက်စစ်ကားဖြစ်တဲ့အတွက်ကြောင့် high voltage battery ဟာအသက်ဖြစ်ပါတယ်ပေါ့နော်ပြီးတော့မှ high voltage battery ကိုဘာ battery မျိုးစားကိုသုံးထားရလဲပေါ့နော်ဘယ်လောက် voltage ရှိလဲဒါမျိုးတွေပေါ့နော် SOC SO8 ဒါတွေကိုဆက်ပြီးတော့လေ့လာရမှာဖြစ်ပါတယ်ဒါကြောင့်မို့သူကအခြေခံခိုင်မရမယ်ပေါ့နော်အခြေခံလေးတွေကိုသိရှိထားဖို့လိုအပ်ပါတယ်
ဒါကတော့ခုနကတော့ဒါ module 1.3ကိုရှင်းပြခဲ့တာပေါ့လေနော် module 1.3ကတော့ရမယ်လို့ထင်ပါတယ်1.3နဲ့ပတ်သက်ပြီးတော့ပေါ့နော်EV major component တွေပေါ့နော်အဓိကအစိတ်အပိုင်းကြီး17ချက်ကိုဒါ function တွေနဲ့သူ့ရဲ့ feature တွေကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်အရင်ကြီးလည်းမခတ်ပါဘူးပေါ့လေနော်နောက်တစ်ခုကဒါ module 1.4 1.4မှာကျတော့သူက EV နဲ့ ICE ကားကိုနှိုင်းယှဉ်ထားတာပေါ့နော် EV ရဲ့ ICE ကား vehicle တွေရဲ့ comparison နှိုင်းယှဉ်ချက်တွေပေါ့နော်ဒီကောင်းစဉ်ပေါ့နော်ဒီ module 1.4ပြီးသွားတာနဲ့ဒါသင်တန်းသားတွေက EV နဲ့ ICE ကားတွေရဲ့ဖွဲ့စည်းပုံတွေလှုပ်ဆောင်ပုံနဲ့ပြုပြင်ထိန်းသိမ်းမှု maintenance တွေကိုဒါကွာခြားချက်တွေကိုပေါ့နော်ရှင်းပြနိုင်ရမယ်သိရှိသွားမယ်ပေါ့နော်ရှင်းပြနိုင်နေဆိုတာတဲ့မရှင်းပြနိုင်ရင်ဘူးဆိုရင်တော့မှကိုယ်စိတ်ထဲမှာအတိတစ်ခုတော့ရှိသွားမယ်ပေါ့နော်ပြောချင်တာEV နဲ့ IC ကအကြောင်းကိုကွယ်ကွယ်ပြပြပေါ့နော်အားတာချက်အားနည်းချက်တွေဘာတွေကွာခြားလဲဘာစိတ်ပိုင်းတွေမပါတာလဲဘယ်နေရာတွေမှာဘာတွေအစားထိုးထားရလဲပေါ့နော်ဒါလေးတွေလောက်ကတော့သိရှိသွားမှာဖြစ်ပါတယ်ဒါတော့ EV ကပေါ့နော် EV ဖြစ်တဲ့အတွက်ကြောင့်အသွင်ပေါက်ကိုသူကပြထားတယ် IC ကဖြစ်တဲ့အတွက်ကြောင့် C ကောက်ပေါ့နော်ပြထားတယ်ပေါ့နော်ဒီကတော့ VS ဗာလေ EV IC ကနဲ့ EV ပေါ့နော် connector နဲ့ဒီဘက်က C ပတ်ကောင်းကိုပြထားတာဖြစ်ပါတယ်ဒီဘက်ကတော့ lျှက်အားသွင်းမှာပေါ့ဒီကတော့ C ဖြည့်မှာပေါ့နော်ဒီမှာဆိုရင်လည်း EV နဲ့ ICE vehicle comparison overview ပေါ့နော် overview အနေနဲ့ဒီမှာ EV နဲ့ ICE vehicle ဆိုတာဘာလဲပေါ့နော်နံပါတ်2ကကြတော့ power source comparison စွမ်းရည်အရင်းမြစ်ဘယ်ကရလဲပေါ့နော် power train comparison နောက်တစ်ခါ maintenance comparison ပြုပြင်ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီးတော့နှိုင်းယှဉ်ချက်တွေနော် power train မောင်းနှင်မှုစနစ်ပေါ့နော်drive train စနစ်နဲ့ပတ်သက်ပြီးတော့နှိုင်းယှဉ်ချက်တွေ power source power ရင်းမြစ်ကိုဘယ်ကရလဲဆိုရင်နှိုင်းယှဉ်ချက်တွေပေါ့နော် EV ICE vehicle ဆိုတာဘာလဲပေါ့နော်ဒီလေးချက်ကိုဒီ comparison ဆိုတဲ့ဒီခေါင်းစဉ်အောက်မှာလေ့လာရမှာဖြစ်ပါတယ်ဟုတ်ပါနော်သူကဒီခစ်တဲ့ကားတွေပေါ့နော် engine engine မပါဝင်တော့ဘယ်နဲ့တဲ့နှလုံးသားအသစ်ဖြင့်အလုပ်လုပ်ပါပြောချင်တာက EV ကားတွေမှာ engine လုံးဝမပါပါဘူးနော်ဒါကတော့ IC ကားအတွက်ပေါ့နော်ဒါ EV အတွက်ပေါ့ဒီမှာအမှားပြထားတာကကျတော့ EV ကားမှာ engine မပါပါဘူး engine မပါတဲ့အတွက် engine ထဲမှာပါတဲ့အစိတ်အပိုင်းနေလေတစ်ခုမှမပါပါဘူး moving part ပေါ့နော်ရွေးရှားတဲ့အစိတ်အပိုင်းနေလည်းမပါဘူး spark plug လည်းမပါဘူး plug coil လည်းမပါဘူးပြီးတော့ C တိုင်ကီလည်းမပါဘူး engine မပါဘူးဆိုတော့ C ပေးစရာလည်းမလိုတော့ဘူးပေါ့နော်exhaust pipe line လည်းမပါပါဘူးဒါအဲ့ဒါကိုရေးထားပါတော့ဒါရိုးရိုး engine ပေါ့နော် plug နဲ့ C တိုင်ကီလေးမပါဘူးတော့ပြောချင်တာ engine တွေ C တိုင်ကီ plug တွေဒါတွေကလည်း EV ကမှမပါရှိပါဘူးလို့ပြောထားတာဖြစ်ပါတယ်သူ့မှာဘာတွေပါလဲပေါ့နော်ဒီကစွမ်းရင်၃မျိုးကတော့လျှက်စစ်မော်တာပါမယ် electric motor ပေါ့နော် traction motor လို့လည်းခေါ်ပါသေးတယ်နောက်တစ်ခုက hybrid battery ပေါ့နော် hybrid battery ပဲကြီးရှိမယ် inverter ပေါ့နော်အဓိကဒီစွမ်းရင်၃မျိုးကဒီကောင်ပဲဒီစနစ်၃ခုချိတ်ဆက်အလုပ်လုံးမှဒီဟာစွမ်းရင်တစ်ခုရတာပေါ့နော်ဒီမော်တာလျှက်စစ်ရရှိဖို့ဆိုလို့ရှင်လေလေပတ်ဖို့ဆိုလို့ရှင်လေဒီကောင် hybrid battery ကလျှက်စစ်မပေးလို့မရအောင်အကောင်က hybrid battery ကလျှက်စစ်ပေးဖို့ဆိုလို့ရှိရင်မော်တာကိုမဖြတ်ဖက်နဲ့လေမရဘူးပေါ့နော်ဒါကြောင့်မို့အဓိကစွမ်းရည်စနစ်၃မျိုးကတော့ဒီ၃ခုဖြစ်ပါတယ်ဒါရွေချတဲ့စိတ်ပိုင်းကတော့အလွန်နည်းပါတယ်အစစ်မြင့် electro စနစ်တွေတော့ပါဝင်လာတယ်ပေါ့နော်ရွေချတဲ့သူက IC ကလိုမျိုးအထဲထဲမှာတွင်းထဲမှာရွေးရှားနေတဲ့အစိတ်ပိုင်းတွေကတော့နည်းတယ်နည်းပေမဲ့လို့တော့သူမှာအစစ်မြင့်ပေါ့နော် electronic စနစ်တွေပါဝင်လာတယ်ပေါ့နော် EV ကဒီမှာဆိုရင် EV နဲ့ ICE ပိတ်တယ်ဆိုတာဘာလဲပေါ့နော်ဒီမှာပုံလေးကိုကြည့်ရနဲ့သိတာပါတယ်ဒါ EV ကမှဆိုလို့ရှိရင်သူကချပေါ်ကနေဒီအားသွင်းမယ်ပေါ့နော် AC လား DC လားဒီမှာကျတော့သူကမီကိုထွက်တယ် exhaust ပါတယ်ပေါ့နော် engine ပါတယ် exhaust ငွေထွက်မယ် exhaust pipe ကနေ exhaust gas ထွက်မယ်ပတ်ဝန်းကျင်လေထုကိုညှဉ်းညမ်းစေနိုင်တယ် EV ကမှကျတော့ဒီအစိမ်းရောင်နဲ့အမဲရောင်ကတေချာခွဲပြထားတာနော်အစိမ်းရောင်ဆိုတော့သူကတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ပြီးရ zero emission ဖြစ်လို့ဒီကောင်ကကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လို့တယ်ဒါကြောင့်မို့မင်းနော်ဒါကြောင့်မို့လေထုညစ်ညမ်းမှုတွေဖြစ်စေနိုင်တယ်EV battery ပေါ့နော် EV electric vehicle မှာဆိုလို့ရှိရင်တဲ့ electric motor နဲ့ပဲမောင်းနေ
ခုနလေမော်တာအကြောင်းပြောခဲ့ရပေါ့နော် electric motor နဲ့မောင်းနေပါတယ်ဘက်ထရီမှလျှက်စစ်စွမ်းအင်ကိုအသုံးပြုတယ် hybrid ဘက်ထရီကနေပြီးတော့လျှက်စစ်ကိုသုံးပါတယ်တေးပိုက် emission ဆိုတော့ emission မရှိဘူးပြောချင်တာဒီတေးပိုက် exhaust pipe မပါဘူးဒါကြောင့်မို့မီကိုလုံးဝမထုတ်လို့ဘူးကာဗွန်ဒိုင်အောက်ဆိုက်မထွက်ဘူးမီကိုမထွက်ဘူး zero emission ဖြစ်တယ်ဒါကြောင့်မို့သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်မှုမရှိသေးဘူးပေါ့နော်global warming လည်းမဖြစ်ဘူးပေါ့နော် sorry နောက်တစ်ခုက ICE engine ပေါ့နော် ICE engine ဆိုတာကကြတော့သူ့ရဲ့ရှေ့ခေါက်က I ဆိုတာ internal ပေါ့နော် C ဆိုတာ combustion E ကကြတော့ engine ပေါ့နော် internal combustion engine အတွင်းမီးလောင်ပေါက်ခွဲပြီးမှစွမ်းအင်ရရှိတဲ့ engine ကို ICE engine လို့ခေါ်တာပေါ့လေဒါ ICE က internal combustion engine နဲ့မောင်းနေတဲ့သူ့ကိုအသုံးပြုရကြတော့ gasoline diesel ပေါ့နော် C အနေနဲ့ဆိုရင် ဓာတ်ဆီ diesel ကိုအသုံးပြုရတယ် exhaust gas ထွက်တယ်ပေါ့နော် engine ဖြစ်တဲ့အတွက်ကြောင့်intake compression power exhaust လောက်ဆောင်တဲ့အချိန်မှာ exhaust stroke မှာ exhaust gas ထွက်တယ်အဲ့ exhaust gas တွေက exhaust ပါလဲ exhaust pipe ကနေမှတဆင်ပြင်ပကိုဒီ gas တွေထွက်တယ်အဲ့ထဲမှာ carbon dioxide ဆိုတဲ့ဓာတ်ငွေ့တွေပါတယ်အဲ့ဓာတ်ငွေ့တွေကတစ်စီးတည်းဆိုရင်တော့မသိတာဘူး IC ကစီးရည်အတွက်များတဲ့အခါမှာကားတစ်စီးစီကထွက်လာတဲ့မိခိုးငွေ့တွေပေါ့နော်အဲ့ဒါတွေနဲ့စက်ရုံအလုပ်ရုံကထွက်လာတဲ့မိခိုးငွေ့တွေဒါတွေများလာတဲ့အခါမှာ global warming ဆိုတဲ့ဒီလေထုညစ်ညမ်းမှုဖြစ်တာပေါ့လေနော်ဒီအတွက်ကြောင့်မို့သူတို့ကလေ EV တွေတင်သွင်းခွင့်တွေများများပြုလုပ်လာတာဖြစ်ပါတယ်ပြီးတော့ကျတော့စီအခက်ခဲပေါ့နော်ဒါတွေအတွက်ကြောင့်မို့လေရောပေါ့နော်ဒါကတော့EV ကနဲ့ ICE ကရဲ့အားသာချက်အားနည်းချက်လေးတွေလို့လည်းပြောလို့ရပါတယ်ဒီလောက်ဆိုရင်တော့နည်းနည်းလေး EV နဲ့ ICE ကွဲသွားလိမ့်မယ်လို့ထင်ပါတယ်နောက် slide အနေနဲ့ကတော့ power source ပေါ့နော် power source power ရင်းအမြစ်ကိုဘယ်ရလဲပေါ့နော် EV ကဆိုလို့ရှိရင် hybrid battery ရမယ် ICE ဆိုရင်တော့ fuel tank စီတန့်ပေါ့နော်နောက်တစ်ခုကလျှပ်စစ်ပေါ့နော် electricity သူက hybrid battery တွေကိုဘာတွေထည့်ရအောင်ဆိုတော့လျှပ်စစ်ပေါ့နော် fuel tank ဆိုတော့စီတိုင်ကြီးရှိရယ်စီတိုင်ကြီးတွေကိုဘာထည့်မှာလဲဆိုစီထည့်မှာပေါ့စီဓာတ်ဆီကားဆိုရင် gasoline ထည့်မယ်ဒီဇယ်ကားဆိုလို့ရှိရင်တော့ဒီဇယ်ပေါ့နော်gasoline လို့လည်းခေါ်တယ် petroleum လို့လည်းခေါ်တယ်ပေါ့နော်ဓာတ်ဆီ gasoline petroleum 92 95ပေါ့နော်သူကတော့ခေါ်ရအများကြီးရှိပါတယ်နောက်တစ်ခုကသူ့ကိုလျှပ်စစ်ပေးမယ်ဆိုရင်ဟုတ်ပြီအဲ့ဒီလျှပ်စစ်ပေးမှလဲဆိုတော့ charging station တွေရပေါ့နော်ဒီမှာကျတော့ fuel station ဆိုတဲ့ဒီဗာလဲစီပန့်ဆိုင်နေရပေါ့နော်ဒီကနေမှရရှိပါတယ်ပေါ့ key point အနေနဲ့ကတော့ EV ဆိုရင်ဘက်ထရီကိုအားသွင်းရတယ် ICE ဆိုရင်စီတိုင်ကြီးကိုစီဖြည့်ရတယ်ပေါ့နော်ဘက်ထရီကိုအားသွင်းမယ်စီတိုင်ကြီးကိုစီဖြည့်မယ် ICE ကဆိုရင်ဒါကတော့စွမ်းရည်အရင်းမြစ်သူတို့ရဲ့ power source ပဲရရှိလဲဆိုတဲ့ဟာကိုပုံလေးနဲ့စာလေးနဲ့ table လေးနဲ့တကွာရှင်းပြပေးထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ power train comparison ပေါ့နော်power train ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒါကတော့ hybrid battery ပဲဖြစ်ပါတယ်ဒါကတော့ motor ပေါ့နော်ရှေ့ motor နောက် motor ရှိရဒါကတော့ IC ကဟိုမှဒီမှာရှိလဲ engine ရှိမယ် transmission ရှိမယ်ပေါ့နော်နောက်ထပ်တစ်ခုက control arm တွေရှိမယ် exhaust pipe တွေရှိမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူက EV အတွက်ဆိုလို့ရှိရင်တော့ battery pack ရှိမယ်ပါကနေမောင်းနေမှာလေဆိုတော့ electric motor ပေါ့နော် electric motor မောင်းမယ်ပြီးတော့ inverter ရှိမယ် reducing gear ရှိမယ်ဒီစနစ်၃ခုပေါ့နော် battery pack ကနေ motor ကိုပေးဖို့ဆိုရင် inverter ကိုဖျက်ရတယ်အဲ့မှာ motor ကိုလှည့်ဖို့ဆိုရင် reducing gear ကိုသုံးရတယ်ပေါ့နော်အဲ့လိုမျိုးသူတို့စနစ်တွေကအနှစ်ခုလှုပ်ဆောင်ပြီးမှဒီကားရွေးရှားသေးတာပေါ့နော်နောက်တစ်ခုက ICE မှာဆိုလို့ရှိရင်သူက engine ရှိမယ် transmission gear box ရှိမယ် fuel system စီပေးရတယ်ပြီးတော့ exhaust စနစ်တွေပါဝင်တယ်ဒါကတော့သူ့ရဲ့ဗာလဲလှုပ်ဆောင်ပုံအစစ်စစ်ပေါ့နော်သွားပုံကိုပြောပြတာဖြစ်ပါတယ် power train ပေါ့နော် engine transmission စီဖြည့်ပေးရတယ်စီနဲ့ဒါလောင်ကျွမ်းမှုဖြစ်တဲ့ exhaust gas ထွက်တယ်ပေါ့နော်ဒါကို flow အနေနဲ့အစစ်စစ်ရေးပေးထားတာဖြစ်ပါတယ် key point အနေနဲ့ကတော့သူက EV တွေမှာစေပိုင်းနေတဲ့ power train ကရိုးရှင်းတယ်လေသူက motor reduction ဒီလိုပဲဒါရွေးရှားစေတာကိုနော် motor နဲ့ reduction key တွဲဆက်ပြီးတော့ဒီကားဘိန်းတွေကိုရွေးရှားစေတာဒါကြောင့်မို့သူက power train စနစ်ကတော့ရိုးရှင်းတယ်အစိပ်ပိုင်းလေးနှေးတယ်ပေါ့နော်ရွေးရှားတဲ့အစိပ်ပိုင်းလေးနှေးပါတယ် IC ကမှကျတော့သူက mechanical component တွေပိုများတယ်ကြည့်လိုက်လေဒီ ICE internal combustion ဖြစ်တဲ့အတွက်ကြောင့်သူထဲမှာဘာတွေပါလဲ crankshaft camshaft နော်နောက်တစ်ခုကcylinder head ပေါ့နော်ပြီးတော့
intake ပါ exhaust ပါပြီးတော့ဘာရှိသေးလဲ piston connecting rod နော်ပြီးတော့ piston နဲ့ဒီ grind ကိုချိတ်ဆက်ဖို့ရအောင်အတွက်ဆိုလို့ရှိရင် connecting rod လိုတယ်ဒါတွေကလည်းဒီ slit ထဲမှာပေါ့နော်အပေါ်က attaching လုပ်နေတာရွေးရှားနေတဲ့အစိတ်ပိုင်းတွေဖြစ်တယ်ပြီးတော့ bearing တွေရှိတယ်ပေါ့နော်ပြီးတော့ ring တွေရှိတယ်ပြောမယ်ဆိုလို့ရှိရင် IC ကမှရွေးရှားတဲ့အစိတ်အပိုင်း EV ကထပ်ပိုများတယ်ပေါ့နော်ဒီအတွက်ကြောင့်သူက maintenance အရာလေးများပါတယ်ဒါကြောင့်မို့ power train ကကြတော့ EV လောက်တော့မရိုးရှင်းဘူးပေါ့လေဒါကို power train အနေနဲ့ comparison လုပ်ပေးထားတာဖြစ်ပါတယ်နံပါတ်4ကကြသူက maintenance comparison ပေါ့နော်ပြုပြင်ထိန်းသိမ်းမှုနှိုင်းယှဉ်ချက် EV နဲ့ ICE မှာဆိုလို့ရှိရင်ပုံမှန် maintenance လုပ်ပေးရတဲ့ဟာတွေရှိတယ်ကြည့်ကြည့်အောင်ဒီမှာဆိုရင်သူက battery coolant ပေါ့နော် battery coolant အသုံးပြုရတယ် brake စီသုံးရတယ်ဒီမှာတော့ battery အတွက်ပဲသူကပြထားတာပေါ့နော်တကယ်တော့ motor အတွက် coolant တွေလည်းပါအောင်မယ်ပေါ့နော် battery coolant brake စီတွေဒါ maintenance ပုံမှန်လုပ်ပေးရမယ့်ဟာတွေ reduction gear wine တွေ cabin filter တွေ brake suspension ပေါ့နော်ဒီစနစ်လေးတွေကတော့ဒါလေးတွေကတော့ပုံမှန် inspection ပုံမှန်ဗာလဲmaintenance လုပ်ပေးရမယ့်ဟာလေးတွေပေါ့နော် EV ကမှာ ICE ကမှာကျတော့ engine wine ဆိုလဲကီလို9000ပြင်လဲရတာဟုတ်နော်engine wine ရှိမယ် wine filter နော် engine wine filter တွေဒါကတော့ engine wine လဲတိုင်း engine wine filter ကတော့တပါးလေးလဲရမှာပါနော်နောက်တစ်ခုက air filter ၄စစ်တွေရှိမယ်ပြီးတော့ spark plug တွေပေါ့နော် spark plug တွေ engine တုံတာမျိုးတွေပေါ့နော်ကာဗွန်တွေဒီကြော်နေတာဂျိုးတွေနဲ့ဆိုလို့ရှိရင်လည်းဒါ spark plug တွေလေးလေးပြရမယ်ပေါ့နော်ပြီးတော့ timing pad ပေါ့နော် timing pad ဂျိုးတွေဒါကတော့ပုံမှန်လေးလေးပြရမယ့်ဟာတွေကို genuine အနေနဲ့ဒီထဲမှာထည့်ရေးပေးထားတာဖြစ်ပါတယ်ဒါတင်တော့မကောက်ဘူးပေါ့နော်ရေးမယ်ဆိုရင်တော့အများကြီးရှိပါသေးတယ်ဒီမှာတော့ key point အနေနဲ့တဲ့ EV မှာengine wine spark plug နဲ့ timing pad တွေမရှိပါဘူး engine မပါတဲ့အတွက်ကြောင့် engine wine လေးလဲစရာမလိုဘူး spark plug လေးလဲစရာမလိုဘူးသူတို့ချိတ်ဆက်ထားတဲ့ဒီ timing pad တွေပေါ့နော်ဒါတွေလေပူလီတွေကိုချိတ်ဆက်ထားတဲ့ timing pad တွေလည်းလဲပြည့်စရာမလိုပါဘူးမလိုတဲ့အတွက်ကြောင့် EV ကားတွေက ICE ကားတွေနဲ့ရှင်းမယ်ဆိုရင် maintenance ပိုင်းအရာအများကြီးတက်တာပါတယ်ဒါရေရှည်ပေါ့နော်ရေရှည်ပြုပြင်ကုန်ကျစရိတ်က ICE တွေထက် EV ကားတွေကအများကြီးတက်တာကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်ခုနရှင်းပြခဲ့ပြီးခဲ့တာကျတော့ module 1.4ပေါ့လေအဲ့ဆိုရင်ဒီနေ့ဒီဗီဒီယိုမှာရှင်းပြသွားတာက module 1.4 module 1.3 module 1.4ပေါ့နော်ဒီ module 1.5ပြီးရင်တော့ဒါပြီးပါပြီပေါ့နော် module 1.5မှာကျတော့သူက advantage and limitation of EV ပေါ့နော်EV ကားတွေရဲ့အားသာချက်တွေနဲ့ကန့်သက်ချက်တွေပြောမယ်ဆိုရင်တော့အားနည်းချက်တွေကဘာတွေလဲပေါ့နော်ဒါတွေကိုလေ့လာရမှာဖြစ်ပါတယ်သူ့မှာကောင်းကျိုးရှိတယ်လို့သူ့ရဲ့အားနည်းချက်တွေလည်းရှိနေသေးတယ်ပေါ့နော် EV ကားတဲ့ဒီမှာဒါတွေကိုလေ့လာရမှာဖြစ်ပါတယ်ဒီဘက်ကတော့ advantage အားသာချက်တွေပေါ့နော်ဒီဘက်ကတော့ disadvantage အားနည်းချက်တွေပေါ့နော်ဒါကိုစာလေးနဲ့ရှင်းပြပေးပါမယ်ပေါ့နော်ဒီမှာဆိုရင်အားသာချက်တွေကဘာတွေရှိတုံးဆိုတော့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းတယ်ဟုတ်တယ်သူကဘာလဲဆိုတော့ exhaust pipe မပါဘူးမီကိုလည်းမထွက်ဘူးဒါကြောင့်ကာဗွန်ဒိုင်အောက်ဆိုက်မထွက်တဲ့အတွက်ကြောင့်လူတွေနဲ့တိရစ္ဆာန်တွေပြီးတော့တဘာဝပတ်ဝန်းကျင်ပေါ့နော်အပင်တွေဓာတ်တွေကိုလည်းပဲသူကထိရောက်မှုမရှိဘူးဆိုးကျိုးမဖြစ်စေနိုင်ဘူးပေါ့နော်တဘာဝပတ်ဝန်းကျင်ကိုပြုပြင်တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ပြီးသားဖြစ်သွားတယ် global warming မဖြစ်ဘူးပေါ့နော်ဒါကြောင့်မို့သူကတဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းစေတယ် zero emission ဖြစ်တယ်ပေါ့နော် EV ဒါကသူ့ရဲ့အားသာချက်ပဲနောက်တစ်ခုကလေပတ်အသုံးပြုစရိတ်ဆိုတာ operating cost လည်းတက်တာတယ်ပေါ့နော်ပြုပြင်ဒီလေပတ်ရွေးရှာတဲ့အသုံးပြုစရိတ်ပေါ့နော်ဒီလေ operation cost ပေါ့နော်ဒါလည်းတက်တာပါပဲပေါ့နောက်တစ်ခုကစွမ်းအင်သုံးချမှုထိရောက်မှု energy efficiency ကလည်းများတယ်ပြောမယ်ဆိုရင် energy စွမ်းအင်ကိုစွမ်းဆောင်ရေးပေါ့နော်အဲ့ဒါလည်းမြင့်မားပါတယ်ပေါ့နော် high efficiency ဖြစ်တယ်ပြီးတော့အစိုးရရဲ့မူဝါဒအရအထောက်အပံ့နဲ့နောက်ထပ်တစ်ခုကအခွန်လျှော့ပေါ့မှုတွေရရှိနိုင်တယ်ပေါ့နော်ပြောချင်တာအခွန်ပေးရတယ်ဆိုရင်တောင်မှ EV ကဖြစ်နေတယ်ဆိုရင်အခွန်ပေးစရာမလိုတာမျိုးခွန်ကောက်တယ်ဆိုရင်တောင်မှ ICE တွေထက်နေပါတာမျိုးပေါ့နော်ပြီးတော့တချို့ထောက်ပံ့လေးတွေပေါ့နော်ဒါတွေကလည်းပဲ EV user တွေသုံးစွဲသူတွေအနေနဲ့ရရှိနိုင်ပါတယ်ပေါ့ပြီးတော့တစ်ချက်ကသူ့ရဲ့အာသာချက်ကဘာလဲဆိုရင်မော်တာအတန်ငြိမ်ပြီးတော့ချောမွေ့စွာမောင်းနေနိုင်တာအင်ဂျင်တန်လိုမျိုးအင်ဂျင်တန်ကြီးကြားမှာတော့မဟုတ်ဘူးပေါ့နော်အင်ဂျင်မပါတဲ့အတွက်ကြောင့်
လုံးဝကြီးအတန်မကြားတာလားဆိုတော့လည်းမဟုတ်ပါဘူးဒါပေမဲ့မော်တာလေတဲ့အတန်ပေါ့နော်မော်တာတန်တစ်တယ်လေးတော့သူထွက်တယ်ပေါ့နော်အဲ့ဒီအတန်ပဲကြားရမယ်ဒါပေမဲ့အဲ့ဒါလည်းငြိမ်ပါတယ်အဲ့ဒီအတန်ငြိမ်နေ smooth ဖြစ်တယ်ပေါ့နော်ဒါဟာလည်းတစ်ခုအားတာချက်တစ်ခုပေါ့နော်မော်တာအတန်ငြိမ်နေပြီးတော့ချောမွေ့မွေ့မောင်းနေနိုင်တယ်speed နဲ့ higher speed နဲ့ high torque ပေါ့နော်တော်အားလည်းကောင်းတယ်ရှုံးအားလည်းကောင်းပါတယ်ဒါတွေကကျတော့ EVICA ရဲ့အားတာချက်တွေပေါ့လေအားတာချက်တွေပြောပြီးပြီဆိုလို့ရှိရင်နောက်ထပ်အားနည်းချက်တွေကဘာတွေရှိမလဲပေါ့အားနည်းချက်တွေအနေနဲ့ဆိုရင်သူကတစ်ချိန်အားသွင်းပြီးတော့မောင်းနေနိုင်တဲ့ကွာဝေးကကန့်သက်ထားတယ်ပြောချင်တာ100%အားအပြည့်သွင်းထားတယ်ဆိုလို့ရှိရင်သူကကန့်သက်ထားတယ်ပေါ့နော်ကီလိုဘလောက်ပေါ့နော်ဒီလောက်ထိပဲ100%ဆိုရင်အဲ့လောက်ကီလိုပေါ့နော်ဒါပေမဲ့အဲ့ဒီမှာသူကဒါဆိုရင်ကိုကချိန်ရမှာပေါ့နော် EVICA ကအသုံးပြုတဲ့သူတွေကဒီလောက်ရာခိုင်နှုန်းဆိုရင်ကိုသွားမဲ့လမ်းကြောင်းနဲ့အဲ့ဒီနေရာမှာကိုကဒီဗာလဲ battery charging နည်းသွားပြီဆိုလို့ရှိရင်အဲ့ဒီနေရာမှာ charging station ရှိလားပေါ့နော်မရှိဘူးဆိုလို့ရှိရင်လည်းအဆင်မပြေနိုင်ဘူးပေါ့နော်ဒါတွေကကြတော့ EV တတိစတင်ဝယ်မဲ့သူတွေအသုံးပြုမဲ့သူတွေကကြတော့ထည့်သွင်းစဉ်းစားရမယ့်အချက်လေးတွေဖြစ်ပါတယ်ဒါမောင်းနေနိုင်တဲ့အကွာအဝေးကတော့ကန့်သက်ထားတယ်တို့စီကားတွေလိုမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုနောက်တစ်ခုကဟိုပြောရမယ်ဆိုရင်နေရာတိုင်းမှာ charging station ရှိတယ်ဆိုရင်တော့လွယ်ကူတာပေါ့လေနော်စီကားတွေဆိုလို့ရှိရင်လည်းစီရှိနေသေးရင်မောင်းလို့ရတယ်ကွာဒါပေမဲ့စီပြတ်သွားပြီဆိုလို့ရှိရင်စီပန့်ဆိုင်နေများတဲ့အတွက်ကြောင့်မလို့သူတို့ကတော့ပြောစရာမလိုဘူးပေါ့နော်ဒါပေမဲ့ဒီမှာ charging station ကကန့်သက်ထားတယ်နေသေးတဲ့အတွက်ကြောင့်မို့သူကမောင်းနေနိုင်တဲ့အကွာအဝေးကတော့ကန့်သက်ထားတဲ့အချိန်မှာကိုသွားတဲ့လမ်းကြောင်းမှာဒီcharging station ရှိလားပေါ့နော်ဒါမျိုးတွေကိုလည်းပဲတွက်ချက်ထားမှာဖြစ်ပါတယ်နောက်တစ်ခုကcharging station အခြေခံအဆောက်အအုံမလုံလောက်သေးတဲ့နေရာတွေလည်းရှိရပေါ့နော်ပြောချင်တာဒါပေမဲ့ခုနောက်ပိုင်းမှာတော့တော်တော်လေးတိုးချဲ့လာပါပြီ charging အသွင်းယုံနေပေါ့နော်ဒီမှာဆိုရင်သူကတော့ charging station အဆောက်အအုံကလည်းနည်းသေးတာပေါ့နော်တချို့မှာဆိုရင် EV ကားတွေတော့ဒါစီးနေကြပြီcharging station နည်းတဲ့အတွက်ကြောင့်စီတန်းပြီးတော့စီတန်းဆိုတာဟိုတိုင်းမျိုးပေါ့နော်အစင်လိုက်ပေါ့နော်တန်းစီစောင့်နေရတဲ့အားမျိုးတွေရှိတယ်ပေါ့နော် charging station နေအလုံးလောက်မရှိသေးတဲ့နေရာတွေလည်းရှိနေပါသေးတယ်တဲ့ဒါကတော့သူ့ရဲ့အားနည်းချက်ပေါ့လေဘက်ထရီအားသွင်းဖို့ရအတွက်အချိန်ပိုကြတယ်ပြောချင်တာစီဖြည့်လိုက်တယ်ဆိုလို့ရှိရင်တော့ခဏပဲပေါ့နော်2မိနစ်3မိနစ်ပေါ့နော်လွန်ဆုံး5မိနစ်ဖြစ်တာပါတော့ဒီစီဖြည့်တယ်ဆိုလို့ရှိရင်ပေးရတဲ့အချိန်ကနည်းတယ်EVICA ကိုအားသွင်းမယ်ဆိုလို့ရှိရင်တော့100% 80 100ပြည့်ဖို့ပေါ့နော်ဆိုလို့ရှိရင်တော့သူကနာရီဝက်တနာရီတော့အချိန်ပေးရတယ်ဒါမှမဟုတ် AC အဲ့ဒါကကြတော့ DC fast charging နဲ့တွင်းတဲ့အချိန်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးအိမ်မှာပဲအားသွင်းမယ် level 1 mode 2ပေါ့နော်ဒါမျိုးတွေနဲ့တွင်းမယ်ဆိုလို့ရှိရင်တော့သူကအချိန်ပေးရတယ်ပေါ့နော်ဘယ်လောက်လဲဆိုလို့ရှိရင်24နာရီပေါ့နော်ဒီလိုမျိုးပေါ့ဒါပေမဲ့တော့သူက level 1 2အရာကိုတွင်းတဲ့level ပေါ်မှာလည်းမူတည်ပါသေးတယ်ဒါပေမဲ့ AC ကတော့အချိန်ပိုပြီးတော့ပေးရတယ်အားတွင်းချိန်ပေါ့နော် DC fast charging ဆိုရင်တော့နိုင်ဝက်1နာရီဆိုရင်ရပါတယ်သူကဒါဘက်ထရီအားသွင်းဖို့အချိန်ပိုကြတယ်ပေါ့နော်ဝယ်ယူတဲ့ကနဦးကုန်ကျစရိတ်ကလည်းမြင့်မားတယ်ပေါ့နော်ပြောမယ်ဆိုရင် EVICA အသစ်တည်းကိုဝယ်မယ်ဆိုရင်ပထမဦးဆုံးစပြီးတော့ brand new ဒီ EVICA ကိုဝယ်မယ်ဆိုရင်တော့ဝယ်ယူတဲ့ cost ကုန်ကျစရိတ်ကတော့လုံးဝများပါတယ်ဒါပေမဲ့လို့တော့ရေရှည် maintenance အရာကြည့်မယ်ဆိုလို့ရှင်တော့သူ့ရဲ့ပြုပြင်တဲ့ကုန်ကျစရိတ်ကတော့နည်းတယ်ပေါ့နော်ဒါကြောင့်မို့သူကအားနည်းချက်အားသာချက်လေးဆိုပြီးတော့ရှင်းပေးထားဖြစ်ပါတယ်ပြီးတော့ battery capacity ပေါ့နော် battery စဆောင်ရည်ရောကြလာနိုင်ပြီးတော့တဲ့ battery အစားထိုးစရိတ်ကလည်းမြင့်မားတယ်lithium ion battery ကိုတော့သုံးထားတယ်သူကအလွန်ဆုံးပြီးလှ10နှစ်ပေါ့နော်ဒီ battery တက်တန်းပြီးထားတယ်ဒါပေမဲ့ဒီဖုန်း battery တွေလိုပဲပေါ့နော်ဖုန်း battery တွေလည်းကြာလာတဲ့အခါမှာသူကဖုန်းဘယ်လိုပြောမလဲ charging ချက်လောက်ထားတွေဝင်ဖုန်းသွင်းလိုက်ဖြုတ်လိုက်သုံးလိုက်ပေါ့နော်ဒီလိုဆိုကြာတဲ့အခါမှာ battery တွေရဲ့တက်တန်းမခံနိုင်မခံတဲ့အခါမှာသူ့ရဲ့ capacity ကျလာပေါ့နော်ခါတိုင်းလောက်အားမခံတာမျိုးတွေဝယ်ကစတော့က battery ကအကြာကြီးပုံသုံးရတယ်ပေါ့နော်ဘက်ထရီတိုင်း80လောက်ရှိရဆိုလို့ရှိရင်အချိန်ကြာကြာအသုံးပြုလို့ရတယ်ဒါပေမဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်သူ့ရဲ့ battery capacity ကျလာတဲ့အခါမှာတို့ကအချိန်ကြာကြာဒီအသုံးပြုလို့မရတာမျိုးတွေပေါ့နော်ဒါမျိုးတွေရှိနိုင်တယ်ဒီလိုပဲ EVICA ဘက်ထရီတွေကလည်းအတိုင်းပဲသူ့ရဲ့ဘက်ထရီရောကျလာလို့ရှိရင်ဘက်ထရီအစားထိုးရတဲ့စရိတ်ကမြင့်မားတယ်ပေါ့နော်ဘက်ထရီအသစ်လေးရတဲ့ကုန်ကျစရိတ်ကကြီးတယ်
ဒါကြောင့်မို့သူတို့ကလေEV ကားတွေမှာဆိုလို့ရှိရင်ဘက်ထရီကအသက်ပေါ့လေဒါကြောင့်သူရဲ့ဘက်ထရီလဲလှယ်ရတဲ့ကုန်ကျစရိတ်ကတော့များပါတယ်ဒါကြောင့်မို့သူကအားနည်းချက်ထဲမှာထည့်ထားတာပေါ့လေနော်ဒါကတော့ EV ကားတွေရဲ့ advantage နဲ့ disadvantage ကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်တချို့အားနည်းချက်အားသာချက်လေးတွေရှိတယ်ဆိုလို့ရှိရင်နောက်တစ်ခုကဒီထဲမှာကြီးစုနေတဲ့ထဲမှာEV user တွေပေါ့နော်ပြီးတော့ EV taxi driver တွေပါတယ်ဆိုလို့ရှိရင်ဒါမျှဝေပေးသွားလို့ရပါတယ်ဘယ်လိုအားသာချက်လေးတွေရှိပါတယ်ပေါ့နော်ဘယ်လိုအားနည်းချက်လေးတွေကိုတော့တွေ့ရတယ်ပြီးတော့အသုံးပြုတဲ့အခါမှာဘယ်လိုအခက်အခဲလေးတွေတော့ရှိတယ်ပေါ့နော်after sales service လေးတွေတော့ဘယ်လိုရှိရဲဒါမျိုးလေးတွေကိုမှတ်မှာ comment ဖြစ်ဖြစ်ပေါ့နော်ရေးသွားလို့ရပါတယ်ရှင်ဒါကတော့အတချက် comparison ပေါ့နော်ခုနကတော့သူ့ရဲ့ EV တခုတည်းတည်တဲ့အတချက်အားနည်းချက်ကိုပြောခဲ့တယ်ဒီမှာတော့ICE နဲ့ရှင်ပြီးတော့သူအတချက်တွေပြောတော့မယ်ပေါ့လေနော်EV နဲ့ ICE ရဲ့အတချက်တွေပေါ့နော် ICE နဲ့ရှင်မှာတော့မဟုတ်ဘူး EV မှာဘာအတချက်တွေရှိတယ် ICE ကမှာတော့ဘာအတချက်တွေရှိတယ်ပေါ့နော် EV ကကြတော့လောင်စာစရိတ်တက်တာပြောချင်တာfuel safe ဖြစ်တယ်ပေါ့နော်လောင်စာစီဖြည့်စရာမလိုတဲ့အတွက်ကြောင့်စီဖြည့်ရတဲ့ကုန်ကျစရိတ်တက်တာပဲပေါ့နော်ဒါကိုပြောထားတာပါ maintenance cost နေတဲ့ရေရှည်မှာပြုပြင်ထိန်းသိမ်းရတဲ့ကုန်ကျစရိတ်ကလည်းနေပါတယ် instant တော့ဆိုတာကြတော့အချိန်နင်းလိုက်တာနဲ့တပြိုင်နက်သူကရုံးအားရတယ်ပြောချင်တာအချိန်နင်းရင်နင်းသလောက်ဒါတော်အားကောင်းကောင်းရတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့ဒါ EV ကိုစပြီးတော့ရုတ်တရက်ဆောင်ထွက်တဲ့ဟာပေါ့နော်သူက EV ကစထွက်တဲ့အချိန်မှာဆိုရင်ရုတ်တရက်ဆောင်ထွက်နိုင်တဲ့အတွက်ကြောင့်ဒီဟာမျိုးလေးတွေအချိန်ကိုသူရုတ်တရက်ဆောင်ထွက်တဲ့အချိန်ကိုလည်းတတိထားရမယ်ပေါ့နော် EV ပထမဦးဆုံးစပြီးတော့မှောင်တဲ့သူတွေအနေနဲ့ပေါ့နော်တော်အားကောင်းတဲ့အတွက်ကြောင့်ပြီးတော့အတန်ငိမ့်နေပေါ့နော်အတန်ငိမ့်ပါတယ်မော်တာတန်တက်တက်လောက်ပဲကြာမယ်တိုင်းT5 emission ပေါ့နော်zero emission ပေါ့နော်ကာဗွန်ဒိုင်အောက်ဆိုက်မထုတ်ဘူးဒါကြောင့်မို့ T5 exhaust pipe လည်းမပါရှိပါဘူးဒါကတော့ EV ကားတွေရဲ့အားသာချက်ပေါ့လေနောက်တစ်ခုကဒါ ICE ကားတွေမှာဆိုရင်သူကစီးဖြစ်ရတဲ့အချိန်မြန်နေနော်သူ့မှာသူ EV နဲ့ရှင်းလိုက်မယ်ဆိုရင် ICE ကားတွေကစီးဖြစ်ရတဲ့အချိန်ကမြန်နေခဏလေးပဲလीနော်ခုကာလမျိုးလိုမျိုးတော့ပေါ့နော်စီတန်းနေရတာမျိုးဆိုလိုချင်တာမဟုတ်ဘူးနော်စီပန့်ဆိုင်ကိုရောက်သွားတယ်ဆိုရင်စီကောက်ဖြစ်ပြီးတော့ဒီဖြစ်ရတဲ့ကားတစ်စီးစီပြေးဖြစ်ဖို့ဆိုရင်အချိန်ကခဏပဲပေးရတယ်ပေါ့နော် EV ကားမှကြောင့်မဟုတ်ဘူးချိန်ဆောင်ရတယ်ပေါ့နော်ခုကကျတော့စီအခက်အခဲဖြစ်နေတော့တန်းစီရတာမျိုးရှိတယ်အဲ့လိုတန်းစီတာကိုပြောတာမဟုတ်ပါဘူးစီကောင်းတဲ့ဒီလိုဖြစ်ရတဲ့အချိန်ကခဏပဲလို့ပြောချင်တာပါfuel station များစွာရှိတယ်ဒါစီဆိုင်တွေများစွာရှိတယ်ပေါ့လေခီးရှည်မောင်းနေမှုရအတွက်လွယ်ကူတယ်စီရှိရင်ရှိသလောက် highway တာမောင်းလို့ရတယ်ပေါ့နော်ဒါကရှေ့ပိုင်းနဲ့ရှင်ပြီးပြောရမယ်ဆိုလို့ရှိရင်လေရှေ့ဗီဒီယိုနဲ့ရှင်ပြီးပြောရမယ်ဆိုလို့ရှိရင်အရင်တုန်းက EV တွေထွန်းဖြစ်လိုက်တယ် EV တွေကအဲ့တုန်းကလေလီသီယမ်အိုင်ယွန်နီးပညာကလည်းအရင်မတိုးတက်တာကြောင့်ရောအဲ့တုန်းက ICE တွေကလေစီကားတွေကစီတွေကဈေးပေါ်ပေါ်နဲ့ဝင်ရောက်လာတယ်ပြီးတော့ highway ရတယ်ပေါ့နော်ဒီအတွက်ကြောင့်သူတို့ကလေ ICE ကားဘက်ကိုစီကားဘက်ကိုကူးပြောင်းသွားကြလူတွေကအသုံးပြုသူများလာတာပေါ့လေအဲ့ဒါနဲ့ EV ကတဖြည်းဖြည်းအသုံးပြုသူနည်းနေသွားပြီးတော့လုံးဝမသုံးသလောက်ဖြစ်သွားတာပေါ့နော်ဒီနောက်ပိုင်းမှာပြန်ပြီးတော့နီးပညာတွေကလည်းတိုးတက်လာတယ်အဲကြောင့်မို့ပြန်ပြီးတော့ trend ဖြစ်လာတယ်ပဲလေနောက်တစ်ခုက limitation comparison အနေနဲ့ဆိုရင် EV နဲ့ ICE ရဲ့အားနည်းချက်တွေပေါ့နော်ဒါ charging time ကြာတယ် electric vehicle ကကြတော့ charging station ကတော့ကန့်သက်ရှိနိုင်တယ်မလုံလောက်သေးပါဘူး charging station တွေကပေါ့နော်စောက်လို့စေရောဒါပေမဲ့တဖြည်းဖြည်းတော့တိုးချဲ့နေကြပါတယ် charging station အကန့်အသတ်ရှိနိုင်တယ် battery replacement ကိုများတယ်ပေါ့နော်ဒါ battery တစ်စီးသူ့ရဲ့တက်တန်းအရ battery capacity ရော့ကျတဲ့အခါမှာ battery လဲလှယ်ရတဲ့ကုန်ကျစရိတ်ကများပါတယ်ဒါကတော့အားနည်းချက်ပေါ့လေICE ကမှသူ့ရဲ့အားနည်းချက်လေးရှိနေပါသေးတယ်တဲ့လောင်စာဒီကုန်ကျစရိတ်မြင်မာတာ fuel ပေါ့နော်စီထည့်ရတဲ့ကုန်ကျစရိတ်တွေစီဈေးတွေကြီးနေတာပေါ့နော်ဒါတွေကိုပြောထားတာပါ engine maintenance ကလည်းများတယ်ရွေးရှားတဲ့စိတ်ပိုင်းများတယ်ပြီးတော့ကြတော့ use ကားတွေများတယ်ကိုယ်နိုင်ငံမှာအဲ့အတွက်ကြောင့်သူကဒီပြုပြင်ထိန်းသိမ်းရတဲ့အချိန်ပြုပြင်ထိန်းသိမ်းရတဲ့ဈေးကများတယ်ပေါ့နော်နောက်တစ်ခုက emission ထွက်ရှိရပေါ့နော်မီကိုထွက်တယ်ဒါတွေကသူ့ရဲ့အားနည်းချက်တွေဖြစ်ပါတယ်ဒါတော့ EV နဲ့ ICE ကားတွေရဲ့အားနည်းချက်အားတက်ချက်လေးတွေကိုခုနကရှင်းပြပေးခဲ့တာဖြစ်ပါတယ် summary အနှစ်ချုပ်အနေနဲ့ဆိုလို့ရှိရင်ဒီ comparison အနေနဲ့ EV ကားမှာဆိုရင်သူ့ရဲ့ power source က battery ဖြစ်ပြီးတော့ ICE ကားမှာဆိုရင်လောင်စာဆီဖြစ်ပါတယ် drive unit ကတော့ EV ဆိုရင် motor နဲ့မောင်းမယ်
IC က C ကဆိုရင်တော့ engine ကမောင်းမယ် emission အနေနဲ့ EV ကမှာ no emission zero emission ဖြစ်ပါတယ် IC ကမှာကျတော့ carbon dioxide ထုတ်လွှတ်တဲ့မီးခိုးထွက်ပါတယ် maintenance အရာဆိုလို့ရှိရင်တော့ EV ကားတွေကကုန်ကျစရိတ်နည်းပြီးတော့ IC ကားတွေကကျတော့ maintenance ရေရှည်ပြုပြင်ကုန်ကျစရိတ်ကမြင့်မားပါတယ် noise ဒါဟိုပေါ့နော်စူညံတန်အနေနဲ့ကတော့ဒါ engine မပါတဲ့အတွက် EV ကားတွေက quiet ဖြစ်တဲ့ motor တန်လောက်ပဲကြားရမယ်ပေါ့နော်အဲ့ဒီအတန်ကလည်းဟို motor တန်တက်တက်လေးပေါ့နော်အဲ့လိုတိုးပဲအဲ့လိုမျိုးကြားရမယ်ပေါ့ IC ကမှကျတော့ loud ဖြစ်တယ်ပေါ့နော်ကျယ်တယ်ပေါ့နော် engine တန်ဆိုရင်ဆက်နိုးလိုက်ပြီဆိုရင်လည်း engine တန်ကိုကြားရတယ်ပေါ့နော်ဒါကို summary အနှစ်ချုပ်မှာထည့်သွင်းပြထားတာဖြစ်ပါတယ်ဒါကတော့ဟိုပေါ့နော် Zoom class မှာလည်းထည့်သွင်းပြီးတော့ပြောပါတယ်လုံးဝဒီတစ်ခုလုံးရဲ့ပေါ့နော် chapter တစ်ခုလုံးရဲ့အနှစ်ချုပ်ပေါ့နော် module အလုံးပြီးဆုံးသွားတဲ့အခါမှာအနှစ်ချုပ်အနေနဲ့ EV က battery နဲ့ electric motor ကိုအခြေခံထားတဲ့ယာဉ်ဖြစ်တဲ့ electric vehicle ဆိုတာ battery နဲ့ electric motor ကိုအခြေခံပြီးတည်ဆောက်ထားတဲ့ယာဉ်ဖြစ်တဲ့ကားတစ်စီးဖြစ်တဲ့ IC ကားကကျတော့ engine နဲ့ fuel system ကိုအခြေခံထားတဲ့ C ပေါ့နော် engine နဲ့ C လောင်စာစီပေါ့နော် EV က maintenance နဲ့ပြီးတော့စွမ်းရည်အသုံးချမှုထိရောက်ပါတယ် high efficiency high torque ပေါ့နော် mechanic တွေအနေနဲ့ဒီ EV နဲ့ IC ကွာခြားချက်တွေကိုနားလည်ထားခြင်းကတို့ EV service maintenance အတွက်ရေးကြည့်တယ်ပေါ့နော်ပြောချင်တာဟို IC ကားကြည်လေပြင်နေလို့မရတော့ဘူးပေါ့နော်EV ကားတွေကပုံများလာပြီများလာတဲ့အတွက်ကြောင့်ရိုးရိုးဒီ C ကားတွေကိုပြင်နေတဲ့ workshop တွေ traditional workshop တွေဟိုပေါ့နော်service တွေပေါ့နော်ဒီလိုဟာတွေကသူတို့ကလည်းပို့ပြီးတော့ပေါ့နော် IC EV ကားတွေကိုလေ့လာမယ်ဟို professional ဆန်ဆန်ပေါ့နော်ဒါကတော့ဒီသင်တန်းကတော့အခြေခံပဲရှိပါသေးတယ်ဟိုပဟုတုတပေါ့နော် EV ကားနဲ့ပတ်သက်ပြီးတော့ဗာစနစ်တွေရှိတယ်ဘယ်လိုလုပ်တယ်ဆိုတဲ့ဟာကို genuine knowledge ပဲပြောခဲ့ရပေါ့နော်ပြင်တတ်ဖို့ဆိုရင်တော့ဒီတက်ပို့ပြီးတော့ဒီလေးကြလေ့လာမှရမှာပေါ့လေဒါကြောင့်မို့သူက IC ကြီးပဲပြင်နေလို့မရတော့ဘူး EV အကြောင်းလည်းဆက်ပြီးတော့လေ့လာရမယ်ပေါ့နော်နောက်ပိုင်းကျရင်တော့ဒါ ICE အပြင် EV ကားတွေကိုပြင်နိုင်အောင်ပေါ့နော်ဒါမျိုးသူများပြင်နေဆိုရင်ကိုက ICE တွေပဲပြင်နေလို့မဖြစ်ဘူးလေနော် EV ကားတွေလည်းပြင်နိုင်အောင်ဒါလေ့လာထားရမယ်ဆိုတဲ့အပိုင်းလေးတွေပေါ့လေနော် service maintenance အတွက်ဒါဟာဒီလို EV IC ကွာခြားချက်ကိုနားလည်ထားခြင်းကလည်း EV service နဲ့ maintenance အတွက်အလွန်ရေးကြီးပါတယ် safety first ပိုင်းတွေပေါ့နော်ပထမဦးဆုံးကတော့ဘယ်ကားပဲပြင်တော့ safety first ကအလွန်အရေးကြီးပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့သူကဒီကားမျိုးစားပေါ့နော် identifying the vehicle ပေါ့နော်ကားမျိုးစားခွဲခြားခြင်းပေါ့နော်တစိမ့်တွေကိုဖတ်ရှုပြီးတော့ပေါ့နော်ဒါကား body ကိုကြည့်လိုက်တာ ਨੇ ကားဘောနဲ့ပုံနောက်မှာပဲဖြစ်ဖြစ်ပေါ့နော်ကြည့်လိုက်တာ ਨੇ သူတို့မှာစာလေးတွေရေးစာရှိပါတယ်အဲ့ဒီစာလေးတွေကိုကြည့်ပြီးတော့ဒါ EV ကားလားဒါ hybrid ကားလားပေါ့နော် C ကားလားပေါ့နော်ဒါမျိုးခွဲခြားလို့ရပါတယ်ဒီမှာဆိုရင်သူက hybrid ဆိုတဲ့ဟာပါတယ် hybrid ကားတွေမှာဆိုရင်လေ Honda Insight hybrid ဒီမှာဆိုရင်သူရဲ့ဟို body ဟိုနောက်ပုံးမှာ hybrid ဆိုတဲ့စာလေးရေးထားရှိတယ်ကြာရောင်လေးနဲ့လေအဲ့ဒါဆိုရင်အဲ့ဒါ hybrid ကားပဲနော်နောက်တစ်ခုထပ်ကွယ်လို့ရတယ်ကိုကဒီစာကိုမမြင်ဘူးမသိဘူးဆိုလို့ရှိရင် तू က engine ပါတယ်ပြီးတော့ဘောနဲ့ဖုံအတွင်းကန်ထဲမှာ hybrid cable တွေပါတယ်လေနော်အဲ့လိုမျိုးဆိုလို့ရှိရင်လေဒါ hybrid ဖြစ်တဲ့အတွက်ကြောင့် engine ရော motor ရောတူတူလုပ်တယ်ဆိုရင်ဒါ hybrid ကားပဲပေါ့နော်အဲ့ထဲမှာမှ तू က model တွေအများကြီးရှိပါသေးတယ်နောက်တစ်ခုကဒီ EV ပေါ့နော် EV ဆိုလို့ရှိရင်လည်းသူကနောက်မှာဒါမှဟိုတကားဘေးဆိုတာထက်ပေါ့နော်ရှေ့ဒီ body ဘေးတွေမှာဒါမျိုးနေရာတွေမှာပေါ့နော် EV ဆိုပြီးတော့ရေးထားတာရှိပါတယ် electric vehicle ပေါ့နော် BYD Dolphin တို့ပေါ့နော်အဲ့ဒါတွေကလေ EV ကားမျိုးအစားတွေဖြစ်ပါတယ်ပြီးတော့ charging port ပေါ့နော် EV ကားဆိုရင်ဒါ charging port အားသွင်းပေါက်ပါတယ် hybrid ကားမှာတော့အားသွင်းပေါက်မပါဘူးလေနော်အဲ BEV မှာတော့ charge port အားသွင်းပေါက်ပါပါတယ်ပြီးတော့ no exhaust pipe မပါရှိပါဘူးဒါဆိုလို့ရှိရင် तू က exhaust pipe မပါဘူးဆိုရင် EV လို့သိရမှာပေါ့လေနော်ဒီစာလည်းအတိုင်းပါပဲဒီကတော့ကားဆက်ပုံမဖွင့်မိတဲ့သူကဘယ်ကားမျိုးစားဖြစ်ကြောင်းပေါ့နော်ဘယ်လိုကားမျိုးစားဖြစ်ကြောင်းအရင်လေးလာရမယ်ဒီမှာဆိုရင်ကားနောက်ပုံဘေးပေါင်တွေလုံးမဟုတ်အသွင်ပေါက်တွေရှိတဲ့တစိမ့်အများရှိတစိမ့်တွေကိုရှာဖွေရမယ်ပေါ့နော်ဒါကတော့မျိုးအစားခွဲခြားတဲ့နေရာမှာဘယ်နေရာတွေတော့တစိမ့်လေးတွေကတ်ထားတဲ့ logo ပေါ့နော်ရှိတယ်ဆိုတဲ့ဟာဒီမှာဆိုရင်သူကတွေ့ရတဲ့
တွေ့ရများတဲ့အမှတ်အသားတွေကတော့ EV hybrid တို့ PHEV စာတန်းတွေအပြာရောင်အနာဂတ် logo တွေပေါ့နော် exhaust pipe မပါဝင်တာတွေဒါတွေနဲ့လည်းခွဲခြားလို့ရပါတယ်ဆိုတာကိုပြောပြထားဖြစ်ပါတယ်ဒါဆိုရင်သူတို့ရဲ့ logo ပေါ့နော်ဒါမျိုးလေးတွေဒီလိုမျိုးအမှတ်အသားလေးတွေကလည်းပဲ EV လား ICE လား hybrid ကလားပေါ့နော် PHEV လားဒီလိုမျိုးခွဲခြားလို့ရပါတယ်ပြီးတော့လေဟိုစာပိုင်းမှာ EV ကမျိုးစာ5မျိုးတင်ခဲ့တယ်ပေါ့နော်အဲ့ဒီအမျိုးအစား5မျိုးကိုမှတ်ထားတယ်ဆိုလို့ရှိရင်လေဒီကားတစ်စီးကိုမြင်လိုက်တာနဲ့ဘာတွေတော့ပါတယ်ဘယ်လိုစနစ်တွေတော့ပါတယ်ဘာတော့မပါဘူးဆိုတာကိုသိရုံနဲ့ဒါကဘာကားလဲဆိုတာကိုခွဲခြားနိုင်ပါတယ်နော်အဲကြောင့်မို့ဒီကတော့အရှိဗီဒီယို module 1.1နဲ့1.2ကိုမကြည့်ရသေးတဲ့သူတွေကအရင်ဗီဒီယိုကိုသွားကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒါကတော့ဒါဒီနေ့ပေါ့နော်ဒီနေ့ဗီဒီယိုအတွက်ကတော့ဒီလောက်ပါပဲရှင်ဒီနေ့ကရှင်းပြသွားတာတော့များတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ညီမသင်ခန်းစာထုတ်ထားတာအနေနဲ့ဆိုလို့ရှိရင်ဒီသင်ခန်းစာတွေထဲမှာဆိုလို့ရှိရင်ပထမဦးဆုံးဒီပေါ့နော်ပါလဲဆိုရင် course 1ပေါ့နော်course 1အနေနဲ့ EV basic knowledge နဲ့ပတ်သက်ပြီးတော့ဒီသင်ခန်းစာပြီးဆုံးသွားပါပြီဒီ EV basic knowledge အောက်မှာတင်သွားတာတွေက module 5ခုရှိပါတယ်။ course outline အနေနဲ့ module 1.1 မှာ introduction to electric vehicle တွေနဲ့ပတ်သက်ပြီးတော့ intro ပိုင်းပေါ့နော်။ module 1.2 မှာကျတော့ type of electric vehicle EV မျိုးစား5မျိုးကိုတစ်ခုချင်းစီဘယ်လိုလှုပ်ဆောင်နေဘယ်လိုစနစ်တွေပါဆိုတဲ့ဟာတူညီတဲ့ချက်မတူညီတဲ့အချက်တွေကိုရှင်းပြပေးခဲ့ရဖြစ်ပါတယ်။ module 1.3 မှာကျတော့ EV major component ပေါ့နော်။ EV ကားတွေရဲ့အဓိကအစိတ်အပိုင်းတွေကဘာတွေလဲပေါ့နော်။ module 1.4 မှာတော့ comparison ပေါ့ EV နဲ့ ICE vehicle ရဲ့ comparison နှိုင်းယှဉ်ချက်တွေကိုပြောသွားတယ်။ module 1.5 မှာတော့သူတို့ရဲ့အားသာချက်အားနည်းချက်လေးတွေပေါ့နော်။ဒါလေးတွေကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်။အကြမ်းမြင်အဖြစ်တော့သိရှိမယ်လို့ညွှန်လင့်ပါတယ်ဒီမှာဆိုရင်လည်း module တစ်ခုစီကိုအသေးစိတ်ရှင်းပြပေးခဲ့တာဖြစ်လို့လေ့လာလို့ရပါတယ်ဒါလည်းဒီဗီဒီယိုကလည်း free တင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် paid အနေနဲ့လုပ်မထားပါဘူးfree တင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်အချိန်မရ playlist ထဲမှာဒါကိုကြိုက်နှစ်သက်တဲ့ဗီဒီယိုကိုလေ့လာလို့ရပါတယ်ဒါကိုတော့ပုံမှန်ဇက်တိုက်တင်ပေးသွားမှာဖြစ်ပါတယ်ရှင်အဲကြောင့်မို့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဒီ course 2 3ပေါ့နော်course 8ထိရှိပါတယ်အဲ့ဒီဗီဒီယိုတွေကိုလည်းပဲဆက်လက်မျှဝေပေးသွားဖို့ရှိပါတယ်ဒါကြောင့်မို့သင်ခန်းစာတွေကိုဆက်လက်ပြီးလေ့လာခြင်းနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီ channel ကို like and subscribe လုပ်ထားခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တာယာတော်နေ့လေးဖြစ်ပါစေဘိုင်ဘိုင်